သာသနာတော်နှစ်2560ခုနှစ်ကောဇာတရ1389ခုတပေါင်းလာဇန်10ရက်ကဘာ3ခရစ်နှစ်2026ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ဗုဒ္ဓဟူးနေ့ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မူလအိုးရင်တိုက်ခုနရပြမဓမ္မရေးသားကြီးအရှင်ဖြစ်တဲ့ထောက်တာအရှိဖုံဖုံလဇောတိခုနဆရာတော်ဤ58နှစ်ပြည့်မြောက်သောဝိဇာတအကျင့်တရားမြောက်စခန်းပွဲကြီးဆင်ရင်ကျမယနေ့ရာပြည့်အထူးဓမ္မတွေအနေနဲ့ယနေ့ညအောင်သောဆရာတော်ဝိနည်းရှင်အားရှိမြောက်သောအဖြစ်ကျေးဇူးဆသောအဖြစ်ယနေ့ညဟောကြားပြီးမှဖြစ်ပါတယ်အဲ့တော့ယနေ့မဟောမီပေါ့နော်ခုနဆရာတော်ကြီးဒေါက်တာရှင်ဘုံလာဇောတိ58နှစ်ပြည့်မြောက်တော့မွေးနေ့ကနေပြီးဟုတ်လားအသက်ရာကျော်ထိုင်အောင်သာသနာပြုရင်ပရိသတ်ကြီးမကျေနပ်ဘူးလားသိကျေနပ်စရာကောင်းတာပေါ့နော်ဘုန်းကြီးကလည်းအဲ့လိုဆန္ဒရှိတယ်ဘုန်းကြီးတို့အရာကျော်တိမနေကျင်တော့ပါဘူးခန္ဓာစကားပြောလာတာဟုတ်ခင်ဗျားတို့ဆရာတော်ဘုရားအဲ့လိုနေရရင်မကောင်းဘူးလားကျွတ်တော်လည်းဆရာတော်လေးတွေကအားကောင်းမောင်းတာဆိုတော့နေလဲနေစေချင်တယ်နေကြပါလို့လဲတိုက်တွန်းရတာပေါ့ဗျာနော်အဲ့တော့တက်တော်ရာကျော်တိုင်အောင်ရှည်လျားဖို့အတွက်ဘုန်းကြီးတို့ကတရားမဟောမီရှိဥစွာဝိဇာတရှင်တဲ့တကောအားလုံးကိုမေတ္တာပို့ရမှာမဟုတ်ဘူးလားအန္တရာယ်တွေကိမှုအစရအောင်မြင်ပါစို့ဟုတ်လားအဲ့မေတ္တာပို့လေးဘုန်းကြီးကပဲတိုင်ပေးမယ်အားလုံးညီတူညာတူနဲ့တခါတော့လိုက်ဆိုနော်နှလုံးသားမှာလည်းပဲငါတို့ဆရာတော်ထောက်တာရှင်ဘုံလာဇောတိယနေ့ရစရွယ်တက်တန်းနေရှိပြီးတော့နော်တက်တန်းနေရှိရသောအောင်ရှိပြီသာသနာကျိုးဘာသာကျိုးတတ္တဝါကျိုးနိုင်ငံကျိုးထားရနိုင်ပါစေဆိုပြီးတော့ဒီလိုရင်ထဲမှာနှလုံးသားတွေမေတ္တာနှလုံးသားတွေကိမ့်ပြီးတော့လိုက်လိုက်လေးလေးမေတ္တာပို့အောင်ကြအောင်နော်ကဲအားလုံးလိုက်ဆိုနော်မွေးနေ့ရှင်ဒေါက်တာရှင်ဘုံဘလဇောတိနှင့်ပါရမီရှင်တွေနည်းနည်းတော့ဆိုရတာထောက်သွားစိတ်ရှိလက်ရှိဆိုပြည့်စုံမှာကောင်းတယ်ဟုတ်လားကဲပြန်ဆိုမယ်နော်မွေးနေ့ရှင်ဒေါက်တာမထက်နဲ့တော့ဗျာဒေါက်တာရှည်နေတယ်ဟလားမကောင်းဘူးလားအရှင်ဘုံဘလဇောတိတော့ပြီနော်မွေးနေ့ရှင်အရှင်ဘုံလာဇောတိနှင့်ပါရမီရှင်တွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နှင်းလို့ဝင်းပါစေတိတ်ဒီဆောင်တို့ဟောအောင်ပါစေသာသနာကျိုးတည်ဖို့နိုင်ပါစေဘာသာအကျိုးတည်ဖို့နိုင်ပါစေနိုင်ငံအကျိုးတည်ဖို့နိုင်ပါစေအရှင်ဝေဘုံလဇောတိနှင့်ပါရမီရှင်တွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နှင်းလို့ဝင်းပါစေတိတ်ဒီဆောင်လို့အောင်ပါစေသာသနာကျိုးတည်ဖို့နိုင်ပါစေဘာသာကျိုးတည်ဖို့နိုင်ပါစေနိုင်ငံအကျိုးတည်ဖို့နိုင်ပါစေအရှင်ဘုံလာဇောတိနှင့်အလို့ရှင်တွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နှင်းလို့ဝင်းပါစေ
တိတ်ဒီဆောင်လို့ဟောအောင်ပါစေသာသနာကျိုးတည်ဖို့နိုင်ပါစေဘာသာအကျိုးတည်ဖို့နိုင်ပါစေနိုင်ငံအကျိုးတည်ဖို့နိုင်ပါစေအရှင်ဝေဘုံလဇောတိနှင့်အလို့ရှင်တွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နင်းလို့ဝင်ပါစေတိတ်ဒီဆောင်လို့အောင်ပါစေဆရာတော်ဘုရားရဲ့မေတ္တာတော်ကြီးစိတ်သာကြဒိဋ္ဌာအောင်ပါစေအောင်စေအရှင်ဘုံလဇောတိနှင့်ကြောင်းတကားတွေဘေးရန်ကင်းလို့ရှင်ပါစေအောင်မြင်နင်းလို့ဝင်ပါစေတိတ်ဒီဆောင်လို့အောင်ပါစေဆရာတော်ဘုရားရဲ့မေတ္တာတော်ကြီးသံဃာတော်များရဲ့မေတ္တာတော်ကြီးယောဂီအပေါင်းတို့၏မေတ္တာတော်ကြီးစိတ်သာကြဒိဋ္ဌာအောင်ပါစေအောင်စေကဲသာဓုခေါ်လိုက်ကြအောင်ကဲအားလုံးနဲ့မေတ္တာပို့လိုက်တော့ဒီကတော့နှလုံးသားတွေအေးချမ်းမသွားဘူးလားအေးချမ်းသွားပြီနော်စောစောပြန်နေစိတ်တွေလဲစူးစီးမိသွားပြီပေါ့ဗျာနော်အဲ့တော့ဒီကနေ့ခုနဆရာတော်ဒေါက်တာရွှေဘုံလဇောတိ58နှစ်ပြည့်မြောက်တဲ့ဝိဇာတာဘုန်းကြီးတို့အသက်တဲ့ရာကျော်တွေရှိဖို့အန္တရာယ်ကင်းမှုဘေးကင်းမှုမေတ္တာတွေပို့တာပေါ့နော်စောစောအောင်သားဆရာတော်ဝင်လာတော့လဲတရားဓမ္မတွေပို့လိုက်တဲ့မေတ္တာရင်အေးလိုက်တာတကယ်ပါဘုန်းကြီးအသက်10နှစ်လောက်ငယ်သွားသလိုပဲမေတ္တာတပြောတယ်ဒါပေမဲ့ငယ်လားတဖြည်းဖြည်းကြည်လာပြီနော်စိတ်ထဲမှာတော့ငယ်သွားသလိုပဲဗျာနော်ဘုန်းကြီးကခုမှတအားငယ်ရင်းနေတာငယ်လို့ရရဲ့လားဘယ်လိုဖြစ်ကိုမှန်းတော့မသိပါဘူးဖြစ်ချင်တိုင်းလဲမဖြစ်ချင်တိုင်းလဲအဲ့ဒါဘာလို့ခေါ်လဲခင်ဗျားတို့ပြောတာအဲ့ဒါပဲဗျတန်တရားဟလားအဲ့တော့ယနေ့ဘုန်းကြီးတို့တရားဓမ္မတွေတန်ត្រခီးတယ်မဟုတ်ဘူးလားနော်30ဘုံမှာခေါင်းပြောင်းပြီးတော့ကျင်လည်လိုက်ရတာနော်လူဖြစ်လဲနတ်ဖြစ်လဲဗြဟ္မာဖြစ်လဲငရဲတဲ့ကျန်ပြတာသူအပယ်လေးပုံရောက်လိုက်ခေါင်းပြောင်းပြီးတော့ကျင်လည်ခဲ့ရတယ်ဘာလို့ခေါ်လဲတန်ត្រခီးတယ်တန်ត្រမှာကျင်လည်လိုက်တာနော်ဖျားတဆူကြားမှာလေးတဲ့လေးရစင်နဲ့ဟာလားဝေမလာတောင်လောက်မြင့်တယ်လို့ဘုန်းမဟုတ်ဆရာတော်ဖျားကြီးဟောခဲ့တယ်လေဖျားဟောအတိုင်းပေါ့ဟုတ်လားအဲ့တော့ဘုန်းကြီးတို့အဲ့လောက်ထိအောင်ဘဝတွေတဆူကြားမှာဖြစ်ခဲ့တဲ့ဘဝတွေရည်နိုင်ရတာမရည်နိုင်ဘူးနော်အဲ့တော့ရခင်လည်းပဲတွေ့ကကြုံကြဆုံကြလို့ယခုလည်းပဲတွေ့ကြကြုံကြဆုံကြနိဗ္ဗာန်မရောက်မီတန်တာလည်းပဲဒီလိုပဲဘဝဒုက္ခမှာပြန်ပြီးတော့ဆုံကြမှာမဟုတ်လားဗျာဒါကြောင့်မြတ်စွာဘုရားကိုရောမြတ်ကြီးကဟလားနကုလပါတာနကုလပိတာထုတ်ဖို့နှလုံးမူပြီးတော့ယနေ့ဒေါက်တာရှင်ဘုရားဇောတိနော်ဝိဇာတကိုဘုန်းကြီးကဓမ္မနဲ့ကျေးဇူးပြုမှာဖြစ်ပါတယ်နော်အဲကြောင့်မို့ယနေ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေတန်တရားလည်းတွေ့ကြကြုံကြဆုံးကြတဲ့မြောင်ဖောင်ဆွေအောင်မြောင်ညီကိုမောင်တော်မြတ်ဖြစ်သည့်အားလို့ဆိုယနေ့ဤတရားဝဲကြီးပြန်လဲဆုံတွေ့တဲ့ချိန်ခါမှာဖြင့်အားလုံးသောမြောင်ဖောင်ဆွေအောင်မြောင်ညီကိုမောင်တော်ပေါင်းတို့ကိုကျေးဇူးဆက်လို့သောစေနာမေတ္တာဖြင့်ဘုန်းကြီးဟောကြားမှာပေါ့နော်အဲ့တော့ဒီကနေ့အောင်သားဆရာတော်နဲ့ဘုန်းကြီးတို့ပရိသတ်ကြီးဒီကာဓမ္မတွေဒဇိမ့်နေလားအမျိုးတွေလားအမျိုးတွေတူနဲ့တူတတ်နိုင်တဲ့ကိုလေးကြိုးစားပြီးတော့ဘုန်းကြီးတို့ဟလားဓမ္မနဲ့ကျေးဇူးဆက်မှာပေါ့နော်အဲ့တော့ဒီမှာလည်းပဲတရားပွဲညာတိုင်းရှိနေတော့နော်အောင်မနေ့ကညကြံသေးတယ်ဟုတ်လားဟမ်
အောင်သားဆရာတော်နောက်ဆုံးနေလားအကျုံမလက်ပြင်ရှုံးမအောင်မလို့မလက်ပြင်တော့ဆက်ဟောရင်ကောင်းမလားမသိပါဘူးမောနိုင်တော့ပါဘူးဗျာဒီတင်ကြတော့မနေ့ဟောရမှာလားစူးစမ်းပြီးတော့လှဆရာတော်မနေ့ကလည်းလာပြီးတော့ဟိုးပြုံးလွင်မှာပွဲတစ်ပွဲနဲ့ဆုံနေတော့ကောဒီနေ့တော့လွတ်လွတ်ကျွတ်ကျွတ်ကြလိုက်တာအမှန်ဝင်းသားတယ်မကောင်းဘူးလားဒါပေမဲ့ဘုန်းကြီးတို့ကလည်းအသက်အရွယ်တွေကကုတမျိုးတွေနော်အဲ့တော့ဘုန်းကြီးစူးစမ်းပြီးတော့ဟောမယ်တက္ကဓမ္မလည်းစူးစမ်းပြီးတော့နာတရားပွဲပြီးမရှိမပြန်နဲ့တက္ကပိဟောမယ်ဗျာမကောင်းဘူးလားအဲ့တော့အခုစကားဝဲတရားပြောက်ဆိုတော့ဘုန်းကြီးတို့သစ္စာတရားတွေလည်းနားပေးကြပြီနော်အဲ့တော့နှစ်ပိုင်းခွဲဟောပါမယ်ဘုန်းကြီးဟလားပထမတစ်ပိုင်းကမွေးနေ့ရှင်ကိုဘုန်းကြီးတို့ဟလားဂုဏ်ပြုကျင်တာပေါ့နော်မွေးနေ့ရှင်ဂုဏ်ပြုတယ်ဆိုတော့မွေးနေ့ရှင်ဟာတမ္မာမဟုတ်ဘူးလို့ဂုဏ်ပြုစကားလေးပြောလို့ပါတယ်ဘာဖြစ်လို့တမ္မာမဟုတ်တာလဲလို့ဆိုတော့သူဟာစပြီးတော့လွယ်လို့ဖြစ်လာပြီဆိုတော့ဟလားမူလတန်းပထမငယ်တန်းပထမလတန်းပထမကျင့်သာသနာဓမ္မစရိယတန်းနော်နောက်ပြီးတော့ဓမ္မကတိကမဟာဓမ္မကတိကဒီလိုဘွဲစိတ်တော်တွေကိုတရားဓမ္မတွေပိုင်ဆိုင်တဲ့ဆရာတော်မဟုတ်ဘူးလားဗျာအဲ့ဒီလိုပိုင်ဆိုင်ပြီးအိတ်နေတဲ့ဆရာတော်မဟုတ်ဘူးနော်အခုဆိုခိုနာရဓမ္မရိပ်တာဒါပင်မရိပ်တာပေါ့နော်အဲ့ဒီရိပ်တာပေါင်းကိုဘုန်းကြီးတို့စောစောမှတယောက်နေတော့ဆွေးနွေးကြ10ခုရှိတယ်ဘယ်လောက်လဲ10ခုတယ်နောက်ဆိုလို့ချင်းတရားနေရာများဖြစ်သွားမလားတော့မသိဘူးတရားနေရာဖြစ်ပါစေလို့ဘုန်းကြီးအားပေးတာပါဆုတောင်းပါတယ်နော်အဲ့လိုဖြစ်မကောင်းဘူးလားအဲ့ဒီလောင်ဖြစ်ဖို့ကြောင်းလေးတစ်ဆောင်ဆောက်ဖို့ဆိုတာတကယ်တော့ဘုန်းကြီးတစ်ပါးအနေနဲ့မလွယ်ပါဘူးဗျာအခုရိပ်သာတိရသာမောဘယ်လောက်ဖြစ်သွားပြီလဲမြန်မာတန်ငါလုံးမှာ10ခုဖြစ်သွားပြီဆိုတော့ဒါဟာထူးခြားလက္ခဏာပေါ့နော်အောင်မြင်တဲ့လက္ခဏာလို့ပြောလို့ရတယ်ပေါ့ဟုတ်လားအဲ့လိုထူးထူးခြားခြားအောင်မြင်တဲ့ပုံကိုယ်တွေကျန်ကျင်မာချမ်းချမ်းသာနဲ့ဆက်လက်ပြီးဆောင်ရွက်နိုင်မှုအရေးမကြီးဘူးလားဗျာအဲ့ဒီလိုထူးခြားအောင်မြင်တဲ့ပုံကိုယ်တွေမှာတဲ့ဘုန်းကြီးတို့ဖရာဟောဒေသနာအတိုင်းဘုန်းကြီးတို့ဆရာသမားတွေဆုံးမတဲ့ဆုံးမလေးကိုအဲ့ဒါလေးတရားဓမ္မလေးဟလားလက်ဆောင်ပေးရင်းနဲ့ဒီကနေ့ဝိဇာဒရှင်ကိုဘုန်းကြီးကဂုဏ်ပြုခြင်းပါတယ်နော်သစ္စာတရားနောက်မဟောတာပေါ့ဟုတ်လားအဲ့တော့ဘာဝနာ9ချက်ဆိုတာရှိတယ်ပရိသတ်ကြီးဘယ်လောက်လဲဘာဝနာ9ချက်တဲ့စာမလာတဲ့အတိုင်းပြောဘာဝနာဘယ်နှချက်လဲအဲ့ဒီဘာဝနာ9ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များမအောင်မြင်မှုဆိုတာမရှိဘူးတဲ့နော်ဘာဝနာ9ချက်ဆိုတော့ဘာလဲလို့ဆိုရင်စိရကာရဘာဝနာဆိုတာကတစ်ချက်ဒါစာလူပြောတာနော်စိရကာလဘာဝနာတဲ့ဗါတဲ့လေစိရကာလဘာဝနာပြောသမှာစိရကာလဘာဝနာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေအောင်မြင်မှုရတယ်လို့ပြောတာစိရကာလဘာဝနာပြည့်စုံအောင်မြင်တယ်ဆိုဘာပြောတော့မှမသိဘူးဟုတ်လားအဲ့ဒါဘုန်းကြီးတို့ဆရာတော်ဘုရားမြတ်ကဘာအဆုံးမဘုန်းကြီးတို့နာခံရလေဆိုရင်တဲ့စိရကာလဘာဝနာဆိုတာကအလုတ်တစ်ခုကိုလှုပ်တဲ့ခါမှာနော်ဇွဲနဲ့လုံလာနဲ့ဝရိယနဲ့နော်တရားဝရိယတွေရှေ့တင်းပြီးတော့အင်းနဲ့အားနဲ့တနေ့လုပ်ပြီးနားတာမဟုတ်ဘူးနှစ်နှစ်လုပ်ပြီးနားတာမဟုတ်ဘူး10နှစ်လုပ်ပြီးနားတာမဟုတ်ဘူးဘာလဲလဲတခါတဲ့ကြာကြီးမနာမနေတရားဓမ္မတွေလုံလာဇွဲလုံးနဲ့လှုပ်ထားတဲ့အတွက်ဒီကနေ့အရှင်ဘုရားဇောတိခုနာဆရာတော်အောင်မြင်မှုရတယ်မဟုတ်လားဗျာအဲ့တော့ဒီကနေ့သူအောင်မြင်တာကအိတ်နေလို့ရပါမလားအားနေလို့ရပါမလားမရဘူးအဲ့တော့ဒီပုဂ္ဂိုလ်ကိုဒီဘာဝနာနဲ့တိုင်းနိုင်မယ်ဆိုရင်စိရကာရဘာဝနာဆိုတဲ့ဇွဲတွေလုံလာတွေဝရိယတွေအင်းတွေအားတွေထည့်ပြီးတော့ဒီလုံငန်းတစ်ခုကိုဟလားလာနှစ်10နှစ်လည်းမကအနှစ်20လည်းမကကို58နှစ်တိုင်အောင်မဆုတ်မနစ်တဲ့ဇွဲလုံလာဝရိယနဲ့လုပ်ငန်းလုပ်လို့အတွက်အောင်မြင်တယ်လူတိုင်းမောင်မကြီးနဲ့ကျင်တဲ့လူဘလူးမှမရှိဘူးလေလူတိုင်းပုဂ္ဂိုလ်တိုင်းယဟန်တိုင်းရနဲ့အောင်မြင်ခြင်းပေမဲ့အလုံးအောင်မြင်ရလားအဲ့ဒီတော့မွေးနေ့ရှင်ကဲ့သို့ခုနပြောခဲ့တဲ့စိရကာရဘာဝနာကဲ့သို့ဇွဲနဲ့လုံလဝရိယနဲ့ဟလား10နှစ်တဲ့မတော်အနှစ်20နဲ့မတော်အနှစ်30နဲ့မတော်50နဲ့မတော်ဇွဲလုံလဝရိယနဲ့လှုပ်လို့တန်ဒီလိုငန်းကြီးအောင်မြင်တယ်ဆိုတာဒါဟာမွေးနေ့ရှင်ကိုဒီကနေ့ဘုန်းကြီးကတော့မွေးနေ့ပွဲလေးမှာဂုဏ်ပြုတာပါပဲနော်ဒါနံပါတ်1ချက်ဒါဘုသူလပတ်ပေါ့နော်နံပါတ်2ချက်ကနိရန္တရဘာဝနာတဲ့ဗါတယ်လေစာလို့ဆိုတော့နိရန္တရဘာဝနာပေါ့ဗျာလား
နိဒန္တရဘာဝနာဆိုအလုပ်တကူလုပ်ကြဟာပြီးဟိုဆက်တဲ့ဒီလိုလုပ်လို့မရဘူးနော်တခါလေးစီစီဆက်ဆက်ဘယ်လိုလုပ်ရမလဲစီစီဆက်ဆက်သေးသေးတတ်တတ်နဲ့တခါတည်းမှကိုလားမပြတ်တယ်ဒီလိုလုပ်ရတယ်ဗျဟလားအခုရိတ်တာကွယ်ဘယ်လောက်ဖြစ်သွားပြီ၈ခုနော်စီစီဆက်ဆက်လုပ်ကြတာဒေတာမှာဆိုလဲခုဆိုကြပါစို့ဘုန်းကြီးဒေတာစဝင်လာခုမှရောက်ဘူးတာပါဝင်လာတဲ့ဘယ်နေရာကြည့်လိုက်ကြတယ်အကုန်လုံးတတ်တတ်ရသူလှုပ်ထားမရှိဘူးလားပြီးပြီလှုပ်တာမပါဘူးနော်ပစ္စလကလှုပ်တာမပါဘူးနော်အဲ့ဒါကြောင့်နိဒန္တရဘာဝနာဆိုတဲ့ပေရန်နဲ့တိုက်လိုက်မယ်ဆိုရင်ဩဒီဘုတ်ကိုအောင်မြင်လားလည်းမပြောနဲ့လုပ်ငန်းတစ်ခုလုပ်တဲ့ကစီစီဆက်သက်မပြတ်မလဲဆက်ဒလဲဆက်အဲ့လိုလုပ်ခဲ့တဲ့အကြောင်းတရားဆိုတာဒေသနာစနဲ့သွားပြီးကြိုက်တယ်ဆိုတဲ့နှစ်ချက်တွေ့ရတယ်ပေါ့နော်ပြိတ္တကြီးကျုပ်တို့ကိုပေရန်ဘယ်နှချောင်းနဲ့တိုင်းနေလိုက်အဲ့ဒီနှစ်ချောင်းရှိလို့ဒီဘုတ်ကိုအောင်မြင်တယ်ဆိုတာဟာဒီမွေးနေ့ရှင်အကြောင်းပြီးတော့ကြံတဲ့ဘုန်းတို့တရားဓမ္မတွေကအတုမယူရမလားအတုယူရမလားအဲ့ဒါမွေးနေ့ရှင်ကိုဒီကနေ့ညဘုန်းကြီးကဂုဏ်ပြုတာပါပဲရှင်းပြီနော်နောက်တစ်ခုကနိဝရသေတဘာဝနာတဲ့ဗါတယ်လေနိရဝသေတဘာဝနာဆိုတာကဘုန်းတရားဓမ္မတွေဟဲ့လားအလုံးလုံးတဲ့အခါမှာအကျွေးမရှိလို့တာခါတဲ့စုံစုံလင်းလင်းတေးတေးတတ်တတ်ကြကြနာနာပေါ့နော်အဲ့လိုစုံစုံလင်းလင်းတေးတေးတတ်တတ်ကြကြနာနာခါတဲ့မှာကိုအားဆိုင်ပြီးလို့တဲ့အတွက်အောင်မြင်မှုရတာလည်းတစ်ချက်လို့ဒါဘုန်းတို့စာပေကျမ်းကမှဒီနေ့လာတယ်ပေါ့နော်ကိုအဲ့ရသူ့ကဘာဝနာဘယ်နှချက်ရသွားလဲ၃ချက်ရသွားတယ်နောက်တစ်ခုကတက္ကိစ္စဘာဝနာတဲ့ဗါတယ်လေတက္ကိစ္စဘာဝနာဆိုတာကအလုပ်ကိုပြီးပြီးတော့လုပ်တာမဟုတ်တိတ်တံမှုထားတယ်ဒီတော့ဘုန်းကြီးတို့ဓမ္မဂရိကတွေကမ္မထာစိတ်ဓာတ်တွေဆိုတာအလုတ်ကိုအသက်နဲ့ထပ်တူထပ်မြတ်တန်မှုထားကြပါတယ်ဘုန်းကြီးကိုချင်းနဲ့စားတယ်ပေါ့နော်ကိုညီတော်လည်းအခုလိုအောင်မြင်နေတယ်ဆိုတာဒီဘာဝနာတွေရှိလို့အောင်မြင်နေတာမဟုတ်လားတက္ကိစ္စဘာဝနာမရှိရင်နော်တရားကိုယူသေးမှတရားကကိုစောင့်မယ်ဒီလိုမဟုတ်ဘူးလားတရားကိုယူသေးမှတရားကိုလေးစားမှတရားကိုဗါတယ်လေပြန်ဆောင်မှအဲ့ဒီတော့မွေးနေ့ရှိယခုလိုအောင်မြင်တာကတက္ကိစ္စဘာဝနာဆိုတဲ့အတိုင်းဒီလုံငါပေါ်မှာမလေးမစားတာလားလေးစားတာလားဟလာအသက်နဲ့ထပ်တူထပ်မြတ်လေးလေးစားစားဒီလိုဆောင်ရွက်လို့ဒီလိုအောင်မြင်တာဆိုတာကျန်တဲ့ဘုန်းကြီးတို့တရားဓမ္မဒီကျန်တဲ့ပုဂ္ဂိုလ်အတူရတာမဟုတ်ဘူးလားညာဒါလည်းနံပါတ်၄အချက်ဘာဝနာတစ်ခုပေါ့ခေါ်ပါတယ်နော်နံပါတ်၅အချက်ဘာဝနာကအဘိရတိဘာဝနာလို့ခေါ်ပါတယ်ဒါစာလို့ပြောတာပေါ့နော်ဗါတယ်လေအဘိရတိဘာဝနာတဲ့အလုပ်ကိုလို့တော့ပြင်းပြီးပြင်းရလို့တာမဟုတ်ဘူးခါတဲ့မလုပ်ချင်တယ်လို့လုပ်ချင်တယ်လို့မဟုတ်နော်ဟာဒီလုပ်တခါတဲ့ပျော်ပျော်ပါပါနဲ့နေမိတ်ညမိတ်ဒီလိုလုပ်ကြတာအောင်မြင်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တဲ့အလုပ်ကိုပျော်တဲ့ပုဂ္ဂိုလ်တွေပါပဲဟုတ်လားဓမ္မဂရိကတရားဟောရင်းနဲ့ဘာလို့ပျော်တာပဲကမ္မထာနာစိတ်ကကမ္မထာနဲ့ဗါတယ်လေပျော်တာပဲတဲ့နော်နိုင်ငံရေးသမားနိုင်ငံရေးနဲ့မပျော်ဘူးလားစီးပွားရေးသမားကိုလိုကိုပျော်ပျော်နေရတယ်မပျော်လို့လည်းပဲဖြစ်မှာတော့ဦးမြဟာအဲ့တော့ဒီကနေ့မွေးနေ့ရှင်ဟာအဝိရတိဘာဝနာဆိုတဲ့စာပတ်အရာအလုတ်ကိုလုပ်တဲ့အခါမှာဟာပျော်ပျော်ပါပါနဲ့တခါတည်းမှကိုဆောင်ရွက်တာဒီလုံငန်းကြီးလုပ်ရင်အောင်မြင်သည်ဖြစ်သည်မအောင်မြင်ဖြစ်သည်ဒီလုံနေရင်စိတ်ထဲမှာတခါတည်းပျော်ပြီးမနေဘူးလားဗျာအဲ့ဒီလိုပျော်ပျော်ရွှင်ရွှင်နဲ့လှုပ်တဲ့အင်္ဂါရကြောင့်ဒီကနေ့အောင်မြင်မှုတွေရပါတယ်ရှေ့လျှောက်ဒီတဲ့ပို့လုံးဒီတဲ့မအောင်မြင်ဘူးလားအောင်မြင်ပါစေလို့ဆုတောင်းမေတ္တာလည်းပို့ပါလေဆန္ဒလည်းပြုပါတယ်တရားဓမ္မလည်းဝိုင်းပြီးတော့မေတ္တာပို့ပါနော်အောင်မြင်မှုဆိုတော့ဆရာတော်တစ်ပါးလည်းလှုပ်လို့အောင်မြင်မှာမလားဘလူတွေပါမှာလဲတရားဓမ္မတွေတပည့်တော်တို့ပါမှာအဲ့ဒီဆရာတော်မှာကုမ္ပဏီရှိဘူးနော်သူကသူထုံထားရင်တော့မတတ်နိုင်ဘူးရှိလားရှိပါဘူးနော်သူ့မှာကုမ္ပဏီပိုင်ရှင်လည်းမရှိဘူးကုမ္ပဏီပိုင်တာလည်းမရှိဘူးလာစာပေးတဲ့လူရှိလားအေးလေဖွေဘုန်းကြီးဘလို့လာစာပေးမှာလဲဒါပေမဲ့ဒီဆရာတော်နိုင်ငံတော်ပေးပုံပေါ်တယ်ဘောဓဓမ္မဂရိကဆိုတော့လေလက်စိတ်တော့ရရလားမသိဘူးဟမ်ကြရရှော့မတွေ့ပါနဲ့ကျုပ်တို့ဘွဲကန်ကြီးဆိုတာရတယ်တနစ်ကိုဘယ်လောက်လဲမသိဘူးကိုသောင်းလားမသိဘူးရတာဘာတော့မမှတ်မိပါဘူးရ
မှာပါဖျားရဆရာတော်မေးကြည့်သူရှို့ရတာဖြစ်မှာပေါ့ဟလားဒီတော့ဘာပဲဖြစ်ဖြစ်အဲ့ဒီလူကနေတော့ခုလိုမျိုးအောင်မြင်မှုရလာတာကဲတရားဓမ္မတွေမကြိုးစားလို့လားကြိုးစားလို့လားခုနဘုန်းကြီးဒီကနေ့ဂုဏ်ပြုလိုက်တာဘာဝနာဘယ်နှချက်လဲအဲ့ဒီ9ချက်နဲ့ညီလို့တန်လီဒီပုဂ္ဂိုလ်ကအောင်မြင်တယ်ဆိုတာဒါဒီကနေ့မွေးနေ့ရှင်ကိုဘုန်းကြီးကတရားမဟောမိပဲဒါဂုဏ်ပြုတာပါရှင်းအောင်ရှင်းလားအဲ့တော့ဒါပထမပိုင်းသူ့ဂုဏ်ပြုလို့ပြီးသွားပြီမွေးနေ့တွေဟလားဒုတိယပိုင်းကတော့ဘုန်းကြီးတို့တရားဟောမှာပေါ့ဗျာဘာဟောမှာလဲဘာတရားဟောမှာလဲဘုဂုယောဂီတွေသစ္စာတရားမဟုတ်လို့ဘာသွားဟောမှာလဲကျုပ်တို့လည်းဒါပဲဟောတာဒါပဲဟုတ်တယ်မလားအဲ့သစ္စာတရားပဲဟောမှာပေါ့လားသစ္စာတရားဟောမှာသစ္စာတရားနာမှာသစ္စာတရားသိမှာပေါ့သစ္စာတရားမဟောရင်လည်းသစ္စာတရားပဲသိမှာတဲ့အဲ့တော့သစ္စာမသိဘူးဆိုလို့အမှန်တန်ကြောက်စရာကောင်းတယ်နော်ဒါကြောင့်ဘုန်းကြီးတို့မြတ်စွာဘုရားဒေသနာမှာကျေးဇူးရှင်ဆရာတော်ဘုရားမကြဗာမိတ်တယ်လို့ဆိုတော့သတ္တရောအပါယတရဂေယတရိတာတဲ့နော်သတ္တရောအပါယတရဂေယတရိတာတဲ့ဒါကဘုန်းကြီးတို့စာတန်းရွတ်ပြတာပေါ့ဗျာဒီတော့မှဘုန်းကြီးတို့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးကပါဠိတစ်လုံးလေးကိုတစ်ခါတည်းမှကိုနားလည်အောင်ဟောသွားတာမြန်မာပြည်မှာနံပါတ်1ပုဂ္ဂိုလ်ပါတယ်လေအဲ့တော့ဘုန်းကြီးကရေတင်းတင်းပြောရတယ်ကိုခံစားချက်ဆိုကိုရေတင်းတင်းပြောရတာပေါ့နော်မြန်မာနိုင်ငံတော်ကြီးမှာမဂုတ်ဆရာတော်ဖျားကြီးတွေပါပေါ်ပေါက်လာတာဟာလို့ဘုန်းကြီးတို့မဂုတ်ယောဂီများအတွက်တော့ဖျားပွင့်သူတို့ခံစားရတာဒါယင်နဲ့ရှိတဲ့စကားပြောတာနော်တရားဓမ္မတွေဘလို့ခံစားလဲတော့မသိဘူးအောင်သားဆရာတော်ယင်နဲ့ဖျားပွင့်သူတို့ခံစားနေရတယ်ရှင်းအောင်ရှင်းလားအဲ့တော့ဖျားပွင့်ရင်ဖျားကမြန်မာလူတလို့မဟောမှာမဟုတ်ဘူးနော်သူမဂရဘာသာနဲ့ဟလားခုပါဠိဘာသာနဲ့ပဲဟောသွားတယ်မဟုတ်လားဖျားဒေသနာတွေကျင့်ပါဠိတော်တွေမဟုတ်ဘူးလားဗျာကဲမြန်မာနိုင်ငံသားတွေနားမလဲတဲ့လို့ပူများတယ်ရှင်းအောင်ရှင်းလားနားမလဲတဲ့ဥစ္စာတွေဟောနေဘာလို့မှမသိဘူးလေအဲ့ဒီနားမလဲတာကိုနားလဲအောင်ဘုန်းကြီးဟောသွားတဲ့ကယနေ့မြန်မာနိုင်ငံမှာမြန်မာလူဟောတဲ့နေရာမှာမဟုတ်ဆရာတော်ဖျားနံပါတ်1နောက်ပေါ်မဲ့ပုဂ္ဂိုလ်နံပါတ်2ပဲဖြစ်ရမယ်ဒီလိုမဟုတ်လားအဲ့လိုဆိုဒီတရားတွေနားလဲခွင့်ရတာဘုန်းကြီးတို့အစဘုန်းကြီးတို့တရားဓမ္မတွေအကုန်ပါဝင်နားလဲခွင့်ရတာဟာဆရာတော်ဖျားကြီးရဲ့ကျေးဇူးလို့ဒါလည်းပြောခြင်းပါတယ်။နောက်မဟုတ်ဆရာတော်ဖျားကြီးဘုန်းကြီးတို့အနန္တကျေးဇူးရှင်ကြီးအဲ့တော့ဆရာတော်ဖျားကြီးဥပနိဒေယနဲ့ဆိုယနေ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဟိတကွယ်အများဆုံးဟာမိုးကုတ်ပဲနော်အခုမြန်မာနိုင်ငံမှာ800ကျော်900ပါးနီးဖြစ်သွားပြီအဖွဲ့ခွဲတွေနော်မဂ္ဂဝိပဿနာအဖွဲ့ခွဲဆိုတော့နံပါတ်1 2 3 4တက်လိုက်တာကိုအဖွဲ့ခွဲ800ကျော်900လောက်ဖြစ်သွားပြီနော်ခုပဲမှာကြီးနော်ခုနဆရာတော်10ဖွဲ့ဖြစ်သွားပြီအဖွဲ့စိတ်ခေါ်တယ်ဗါတယ်လေသူတရားတော့ပင်မရိတာအဲ့ရနေခွက်တာဗလားအဖွဲ့စိတ်အဲ့ဒီလိုဆရာတော်တစ်ပါးမှာ4ခု5ခု6ခု9ခု10ခုစပြီးအဲ့လိုခွက်လိုက်တာဟိုကဘုန်းကြီးတို့အဖွဲ့ခွဲက800 900လောက်ရှိတယ်အဲ့ရနေခွက်တော့တဲ့အဖွဲ့စိတ်ကလေအဖွဲ့စိတ်လူပြောတာပေါ့မြတ်ကုသိုလ်ကျော်ကျန်တဲ့ရှိကအဖွဲ့စိတ်မဟုတ်လားအဲ့လိုအဖွဲ့စိတ်တွေမြန်မာပြည်မှာထောင်နဲ့ရှိပါတယ်ဒီလိုဆိုရင်ဘုန်းကြီးတို့တစ်ခါဒီပြောရတယ်ပေါ့နော်မင်းတို့မျက်စိမိတ်ပြီးတော့မြန်မာပြည်တပြည်သွားกว่าမျက်လုံးဖွင့်ကြည့်မိုးရည်သာတွေ့ရမှာပဲလို့မှန်ရဲ့လားအပြောကြည့်တာလားတကယ်ပြောတာလားမိုးကိုယောဂီဘဲသွားတာထွင်းမဲ့ငါဘူးလို့ဘာလို့ဆိုမိုးရည်သာရှိရင်ဝင်သာစားတော့မတွေ့တော့လေဆိုင်ဝဲစားဘယ်တော့မှထွင်းမဲ့ကန်ဘူးနော်အဲ့လောက်ထိအောင်ပေါ်များတာယနေ့ဘုန်းတို့တရားဓမ္မတွေရဲ့ဘုံကံပဲဗျာနော်ဘုန်းတို့ဓမ္မတွေပါတယ်လေအဲ့ကြောင့်ဆရာတော်ဘုရားကြီးကချွေဝေးလေးမဟောဘူးနော်သတ္တရောအပါယတရဂေယတရိတာဆိုတဲ့စကားကိုနားလည်အောင်ပြန်ဟောတာကသစ္စာမသိတော့ပုဂ္ဂိုလ်များ၏နေမြဲအိမ်သည်အပယ်လေးပါတဲ့ကဲအမလေးနားမလဲတာပါရဲ့လားလိုက်ဆိုသစ္စာလေးပါးကိုမသိသောပုဂ္ဂိုလ်များ၏နေမြဲအိမ်သည်အပယ်လေးပါးဖြစ်သည်သစ္စာလေးပါးကိုမသိသောပုဂ္ဂိုလ်များ၏နေမြဲအိမ်သည်အပယ်လေးပါးဖြစ်သည်ပါတယ်လေသစ္စာလေးပါးကိုမသိသောပုဂ္ဂိုလ်များ၏
မိမြဲအိမ်သည်အပယ်လေးပါးဖြစ်သည်သစ္စာလေးပါးကိုမသိရင်ဘယ်ရောက်မလဲကိုပြန်မေးရမယ်သူများမေးဖို့မလို့နော်ငါသစ္စာလေးပါးဘယ်လောက်သိပြီလဲငါသစ္စာလေးပါးဘယ်လောက်နားလည်ထားပြီလဲငါသစ္စာလေးပါးဘယ်လောက်ဒီအားထုတ်ထားပြီလဲပိုင်ပြီလဲလို့ဘယ်သူမေးရမှာလဲဒီမေးကိုကိုယ့်အကိုပဲဖြေပါတော့ဖြေရမယ်မဖြေလို့မရဘူးလေငါသစ္စာလေးပါးဘယ်လောက်ညမသိသေးဘူးဟာမသိသေးဘူးဆိုရင်ဘာဖြစ်မလဲဆရာတော်ကြီးပါမိတ်သွားလေသိလားသစ္စာလေးပါးမသိလို့တော့ယနေ့တထေးကြီးသိရင်ခွေးပဲတဲ့အမလီကြောက်ဆရာကြီးဟဲ့သစ္စာလေးပါးမသိလို့တော့ယနေ့အဲ့တော့ဘုန်းကြီးတို့မြန်မာနိုင်ငံရှိတဲ့ပစ္စည်းလေးပါးတရားဓမ္မတွေကျေးဇူးရှင်တွေနော်အဲ့ဒီကျေးဇူးရှင်တွေကိုဟုတ်လားယနေ့တထေးကြီးသိရင်ခွေးမဖြစ်အောင်ခုနဆရာတော်အကျင့်တရားရှိသွားပြီဘာလို့ဝေးတာလဲအပြောနာလှုပ်ထားလားတရားဓမ္မတွေကျေးဇူးဆက်နေတာလားဘာနဲ့ကျေးဇူးဆက်တာလဲအဲ့ဒါဖရာဝတိသနာတိုင်းပဲဖေမြတ်စွာဘုရားကိုလိုမြတ်ကြီးရှင်အနန္ဒမိတ်တော်မူတယ်လေအာနန္ဒာရေတဲ့လောကမှာကိုယ့်ကိုကျေးဇူးပြုထားတဲ့မိတွေဖာတွေဆရာသမားတွေပစ္စည်းလေးပါတရားဓမ္မတွေယဟန်တရားတွေကျောင်းတရားတွေမရှိဘူးလားကျေးဇူးမရှိဘူးလားဘယ်လိုမှဆမ်းကုန်အောင်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေပေါ့ဗျာနော်အဲ့ဒီကျေးဇူးရှင်တွေကိုဟလားကျေးဇူးဆက်ရမယ်တဲ့ကတေညုဏကတဝတိတုံလုံးဘောလောကသမိန်ဆိုတဲ့ဒေသနာအတိုင်းကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကျေးဇူးမဆိုင်ရင်ကျွေးတင်သွားမှာပေါ့တရားဓမ္မတွေကျွေးတင်ရင်တန်တရားပါတယ်လေခန္ဓာနဲ့ဆက်ရမယ်ကျွေးတင်ရင်ဒါမိုးဆရာတော်ဘုရားကြီးရဲ့တပည့်တွေဒီသုံးလုံးနဲ့ပဲသွားတာပဲအဲ့တော့ကျွေးမတင်အောင်ဘာပြန်လို့ကျေးဇူးဆက်ရမယ်ကျွေးပြန်ဆက်မဟုတ်လားဒီကနေ့ခုနဆရာတော်ဒီစကံပွဲကြီးလုပ်နေတာဟောဒီတရားဓမ္မတို့ဘုန်းကြီးတို့ကျွေးရှင်မွေးခြင်းကျေးဇူးရှင်တွေကိုကျေးဇူးပြန်ဆက်နေတာဘာနဲ့ဆက်တာလဲအဲ့ဒါဖခင်အလိုတော်ကြတိုင်းပဲဒါကိုမြတ်စွာဘုရားအာနန္ဒာကြီးအဲ့လိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေမိဒီဖာဒီဆရာသမားတွေတလူစားဘူးသူကျေးဇူးကိုထောက်ပံ့ထားတယ်ဟလားရဟန်းတကရမကြောင်းတကကြောင်းမပစ္စည်းလေးပါတရားဓမ္မတွေကိုကျေးဇူးဆက်ကျင်တယ်ဆိုရင်ဘာဒီမှလှုပ်ပေးမနေနဲ့ပြောတာဘာမှလှုပ်ပေးစရာမလိုတဲ့သစ္စာတရားဟောပေးလိုက်ပါချစ်သားရဲ့တဲ့ဗါတယ်လေချစ်ကြီးလေးပဲလေအဲ့တော့ခုနဆရာတော်စကံမတရားဘာဟောပေးနေလဲသစ္စာတရားဟောပေးတာပဲเนาะအဲ့ဒါဘာလို့ထားလဲကျေးဇူးဆက်တာဗျာဘာလို့ထားလဲဆရာတော်ကတခြားတရားမဟုတ်ဒီတရားပဲထပ်တယ်လေဒါပဲဟောမှာပဲရှင်းရှင်းရလားတခြားတရားဟောစရာမလိုဘူးလေဗျာဖခင်ကိုယ်တိုင်ကဘာဟောပေးမှပြောတယ်သစ္စာတရားဟောပေးမယ်သစ္စာတရားဟောမှသစ္စာတရားသိမယ်သစ္စာတရားသိမှသစ္စာတရားအထုတ်မယ်သစ္စာတရားအထုတ်မှအပေတကားပိတ်ပြီးတော့နိဗ္ဗာန်ကိုမြင်မှာမဟုတ်လားဗျာအဲ့ဒါကျေးဇူးဆက်တာပဲတောင်းဒီပွဲဟာတရားဓမ္မတွေအလကားလို့တဲ့ပွဲမဟုတ်ဘူးအပြောရမ်းလို့တဲ့ပွဲမဟုတ်ဘူးလူမြင်ကောင်းလို့တဲ့ပွဲမဟုတ်ဘူးဘာလို့တဲ့ပွဲလဲကျေးဇူးဆက်တဲ့ပွဲကြီးအမှန်တဝန်သားစရာကောင်းတယ်နော်တစ်တပင်ကောင်းရင်ငှက်ပေါင်းနာဆိုတဲ့မြန်မာစကားပုံမရှိဘူးလားနော်ဒေါက်တာရွှေဘုံလခုနဆရာတော်ဒီဟူသောတစ်ပင်အရေးကြီးနဲ့ဘုန်းကြီးယောဂီတို့မပေးနိုင်ဘူးလားပေးနိုင်တယ်လေအဲ့ဒီအရေးလာခိုးတော့ဘုန်းကြီးဆင်းရဲမှလားချမ်းသာမှလားအဲ့တော့ချမ်းသာခြင်းဒီအရေးကိုခိုးကြပါလို့ဘုန်းကြီးထပ်ဆင့်ပြီးတော့တိုက်တွန်းခဲ့ပါတယ်ဗျာနော်အဲ့တော့ဒီအရေးခိုးတော့တရားဓမ္မတွေဟောဒီမွေးနေ့ရှင်တရားဓမ္မတွေဘာတရားတွေဟောပြီးတာသစ္စာတရားဟောတယ်ကမှသစ္စာတရားမနာဘူးလားသစ္စာတရားမသိဘူးလားသိပြီးတော့ဒီတိုင်းနေရာမှာလားအားထုတ်ရမှာလားအားထုတ်လို့သစ္စာတရားတွေသိပြီးသလိုချင်းသစ္စာမြင်လို့ရင်ဒါကတော့နိဗ္ဗာန်ဝင်နိုင်တာပေါ့ဗျဒီတော့ဘုရားကိုယ်တော်မြတ်ကြီးလောကမှာဗုဒ္ဓဆိုတဲ့ဂုဏ်ဖို့မရှိဘူးလားဒီကနေ့ဘုန်းကြီးတို့ကတရားဓမ္မတွေဘယ်ဘာသာဝင်နေလဲဗုဒ္ဓဘာသာဝင်ဆိုတာဗုဒ္ဓဆိုတာသစ္စာလျောကဆရာမကူတရားမကူကိုယ်တိုင်ထုံနေသိပြီးတော့မြတ်စွာဘုရားနော်ဗုဒ္ဓဆိုတာသစ္စာကိုအလိုလိုသိတာမဟုတ်ဘူးလားဘာသာတော့မြတ်စွာဘုရားဟလာဟောကြားမှုတဲ့စကားတော်တရားတော်လက်နဲ့ကျင့်သုံးတဲ့ဘာသာဝင်တွေမဟုတ်ဘူးလားဗျာအဲ့လိုဒီနေ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်မှန်ရင်ဘာသိရမလဲဗုဒ္ဓဘာသာဆိုတော့အမြင်တော့ခံတယ်ခင်ဗျာသစ္စာတရားဘယ်လောက်တည်းမသိဘူးဆိုသွားပြီအလကားဗုဒ္ဓဘာသာဖြစ်မှာပေါ့အမြင်ကဗုဒ္ဓဘာသာပဲဖြစ်မယ်နော်ဗုဒ္ဓဘာသာအစစ်ဖြစ်ချင်ပါလေဆိုရင်ဘာသိရမလဲသစ္စာတိမဗုဒ္ဓသာဝင်တယောက်ကတကားမဲ့လူအခွင့်အရေးကြီးပြည့်စုံတယ်လို့ဆိုလိုခြင်းနဲ့ရှင်းရှင်းလား
အဲ့ဒီကြောင့်သစ္စာတရားသိဖို့ဆိုတာတရားဓမ္မတွေမကြိုးစားမလားကြိုးစားမလားအဲ့ဒီကြောင့်သစ္စာတရားဆိုဒါကြောင့်ဘုန်းတို့လေဒေသနာစဉ်များမှာဘာလားဆိုတော့ဒါနတရားသီလတရားသမထတရားဝိပဿနာဆိုမရှိဘူးလားဝိပဿနာဒီတခြားတရားလားဉာဏ်တရားလားအဲ့ဒီတရားဒီတခြားတရားလားသစ္စာတရားလားဒါကြောင့်မလို့ဘုန်းတို့ဝိပဿနာတရားဒီသစ္စာတရားပဲဒီအလောက်ကဘုရားတဆူသူပွင့်မှတန်ရင်လုတ်ခွင့်တိခွင့်ညာခွင့်ရှိတဲ့အတွက်ဒီကတော့ဝိပဿနာတရားကိုကြိုးစားပြီးအာမထုတ်ရမှာလားအထုတ်ရမှာလားသို့သောဝိပဿနာတရားအထုတ်ပြီးပြောရင်ပြောညာတော်လဲဌာနတိလသမထပယ်လို့ရပါလားမရဘူးနော်ဒါကြောင့်ဌာနတိလသမထဆိုတာဘုန်းကြီးတို့တရားဓမ္မတွေကျေးဇူးရှင်နေမဟုတ်ဘူးလားဗျာအဲကြောင့်ဆိုလိုချင်တာကဒေသနာစဉ်များမှာဆရာတော်ဖျားတွေဆုံးမတာဘာဆုံးမလဲဆိုတော့ကိုဒါနာကြောင့်လာရလူရွာကိုတိလကြောင့်ဤမြအခုကြာသူတို့ကျေးဇူးမေဘူးပဲခါမဲ့ရင်စီအပြည့်နေတော့မှာဆိုတော့ဩဘုန်းကြီးလူလောကရောက်လာတာဘု து ကျေးဇူးလဲဒါနာကျေးဇူးဘုလူကျေးဇူးလဲဒီမှာကြီးပရိစ္ဆေသမုပ္ပါဒ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဒါနာကျေးဇူးလေဒီနေရာမှာပုံညာပိသင်္ခါရဆိုတဲ့ဒါနအတေလို့ဘုန်းတို့တရားဓမ္မတွေကလူလောကမှာစားနိုင်တယ်ဝတ်နိုင်တယ်သွားနိုင်လာနိုင်လှူနိုင်တတ်တယ်မဟုတ်ဘူးလားလူကြီးလူတိုင်းကိုယ့်ကိုမပြည့်စုံဘူးနော်ဖုန်းကမကိုအေးစစ်တဲ့ကိုတရားနာနိုင်တဲ့အခွင့်အရေးနေတာမဟုတ်ဘူးအဲ့ဒါကအတိတ်ကဒါနသီလကျေးဇူးပဲဒါကြောင့်ခုနဆောင်ပုဒ်ကလေးကကိုဒါနကြောင့်လာရလူရွာကိုသီလကြောင့်ဤမြခုကြာသူတို့ကျေးဇူးမေဘူးပဲခါမဲ့ရင်စီအပြည့်နေတော့မှာဆိုတော့တော်တော်လေးအဆုံးမတက်ရိုက်ဒီကဓမ္မတွေကျေးဇူးများလိုက်တဲ့ဆောင်ပုဒ်ကလေးမဟုတ်လားဗျာကဲဒါလေးဘုန်းကြီးဒီနေ့ဓမ္မသဘင်မှာလက်ဆောင်လုပ်ပေးခြင်းနဲ့နော်လိုက်ဆိုကိုဒါနကြောင့်လာရလူရွာကိုသီလကြောင့်ဤမြခုကြာသူတို့ကျေးဇူးမေဘူးပဲခါမဲ့ရင်စီအပြည့်နေတော့မှာကိုဒါနကြောင့်လာရလူရွာကိုသီလကြောင့်ဤမြခုကြာသူတို့ကျေးဇူးမေဘူးပဲခါမဲ့ရင်စီအပြည့်နေတော့မှာကဲဗျာဒါဘုန်းကြီးတို့ရိုးလေးပြောသွားတာဒီမှာမဟုတ်ကိုရောက်ကြတယ်ပဋိစ္စသမုပ္ပါတင်တဲ့ခေအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဒါဟောသွားတာမဟုတ်လားဗျာပဋိစ္စသမုပ္ပါကိုဒီမှာဆရာတော်လည်းအမြဲသင်နေတဲ့ခုလေးနားလိုက်တဲ့ခါကျတော့ပဋိစ္စသမုပ္ပါဒီမှာလာပြီးဘုန်းကြီးတို့မပေါ်ဘူးလားပဋိစ္စသမုပ္ပါဆိုတာစဝိုင်းမှာရှိတဲ့တရားလားကိုဖြစ်နေတဲ့တရားလားကိုလောက်ခဲ့တဲ့တရားကိုဖြစ်နေတဲ့တရားကိုရနေတဲ့တရားတွေမဟုတ်ဘူးလားဗျာအဲကြောင့်ပရိစ္ဆသမုပ္ပါတရားမှာမသိလူဝရအလကားပဲဗျာနော်ဒါကြောင့်လေယောပရိစ္ဆသမုပ္ပါဒပတ္တိသောဓမ္မပတ္တိနော်အကျဉ်းသူတွေပရိစ္ဆသမုပ္ပါဆိုတဲ့ယုံ nant ခန္ဓာကြီးကြောင်းကျိုးဆက်ကိုမသိထုတ်သူတရားမသိဘူးတဲ့အကျဉ်းသူတွေပရိစ္ဆသမုပ္ပါဆိုတဲ့ယုံ nant ခန္ဓာကြီးကြောင်းကျိုးဆက်ကိုသိထုတ်သူသည်တရားသိတယ်ရှင်းရှင်းလေးရဲ့လေအဲ့ဒီဘုန်းတော်ဓမ္မတွေတွေ့ကြည့်တရားမသိတဲ့ထဲမလားတရားသိတဲ့ထဲရမလားဘာသိလို့လဲသစ္စာတရားပရိစ္ဆသမုပ္ပါတရားကိုနာတဲ့အတွက်သိတဲ့အတွက်ဓမ္မတွေဩငါတို့တရားသိတဲ့ထဲပါနေတယ်အကယ်လို့ပရိစ္ဆသမုပ္ပါတရားသစ္စာတရားတန်မနာဘူးမသိဘူးဆိုရင်တရားသိပါမလားတရားမသိဘူးဆိုလို့ရှိရင်တရားမသိတာကရှိရနဲ့မသိတာမမြင်တာကကန်းနာမဟုတ်ဘူးလားဗျာဝိဇ္ဇာတော့ကန်းနေတာလေနော်အဲ့တော့ကန်းလဲကန်းတော့သစ္စာတရားမှမသိတာကိုထင်တာကိုပြောကိုထင်တာကိုလို့တော့အကောင်းနဲ့မတူအယူနဲ့တူတယ်နော်ရှင်းရှင်းလားအဲ့သစ္စာတရားမှမသိရင်အန္ဓပုထုဇဉ်မှာပဲပရိစ္ဆသမုပ္ပါမသိရင်သစ္စာမသိသစ္စာမသိပရိစ္ဆသမုပ္ပါမသိပရိစ္ဆသမုပ္ပါနဲ့သစ္စာမသိရင်အန္ဓပုထုဇဉ်ပဲတဲ့နော်အန္ဓဆိုတာကမသိတာမမြင်တာနားမလဲတာကန်းနာနဲ့တူတယ်ဗျပုထုဇဉ်ဆိုတာကဒီကရမသူများကောင်းမယ်ကိုကောင်းညီမကောင်းလားသူများမကောင်းဆိုတော့ကိုကောင်းညီကောင်းနေတာပဲဆန့်ညီပဲကြည့်ရနော်အဲ့ဒါအမှန်မြင်လို့လားအမှန်မမြင်လို့လားအမှန်မမြင်တဲ့အတွက်အမှန်မလုပ်တဲ့အတွက်ပုထုဇဉ်ဖြစ်တာအဲ့ဒါပုထုဇဉ်ဆိုတော့ရိုးသားသားလေးပြောတာလေအဲ့တော့တက်ရဲ့ဘာသာပြန်တော့ဘာနဲ့တူတာလဲအယူနဲ့တူတယ်ပုထုဇဉ်တော့
ပုထုဇဉ်သည်ဘာနဲ့တူဘုန်းကြီးတို့ကမှသိကြောက်စရာကောင်းတယ်သစ္စာမသိလို့ကတော့ပုထုဇဉ်ဖြစ်မယ်တရားမသိလို့ပရိစ္ဆေသမုပ္ပါမသိလို့ကတော့ပုထုဇဉ်ဖြစ်မယ်ပုထုဇဉ်ဖြစ်ရင်ဘာနဲ့တူအယူတောင်မှယူအယူမဟုတ်ဘူးနော်သစ္စာကိုမမြင်တာကကန်းတာဟောထင်လာလို့ဒါကယူတာပေါင်းလိုက်တော့အကန့်ယူဒီကနေ့ဘုန်းကြီးတို့အကန့်ယူဘွားကနေဓမ္မတွေလွတ်မသွားဘူးလားဘာသိလို့လဲပရိစ္ဆေသမုပ္ပါသိလို့သစ္စာသိလို့ဝန်သာကြမကောင်းဘူးလားအဲ့တော့အကန့်ယူဆိုတာအန္တာပုရုဇဉ်အကန့်ယူဆိုတာဓမ္မယနေ့တထေကြီးသိရင်ကြောက်စရာကောင်းနေတာဗျာတန်မိုးရှိတဲ့လူဘွားကြီးရောက်ပြီးတော့ယနေ့တထေကြီးသိခွေးဖြိုင်မကြောက်ဘူးလားကဲဒီတော့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာသူများကြောင့်မပြောနဲ့ကိုเจ้าကိုပြောမယ်နော်အချိုးကြကြည့်လိုက်မြန်မာနိုင်ငံလူကြီးအချိုးကြနဲ့သစ္စာသိတဲ့လူနဲ့အချိုးကြဘလောက်ကွာမယ်ထင်လဲမညာနဲ့ပြောပရိသတ်ကြီးမဟုတ်ယောဂီတွေအမေးဖြစ်သွားပြီလေတရားမှာတယောက်မဝင်ပါဘူးဗျဝင်မလားနော်1000မှာတယောက်တော့မဝင်တော့ဘူးသစ္စာသိတဲ့လူလေအဲ့တော့သစ္စာမသိတဲ့ပုဂ္ဂိုလ်တွေကခုနဗါတယ်လေယနေ့တထေကြီးသိရင်ခွေးဆိုအပေကြမယ်ပြောတာအဲ့တော့မြန်မာနိုင်ငံမှာတရားမှာတယောက်1000တယောက်လောက်တန်ရင်ဒကာဓမ္မတွေဒီသစ္စာတရားကိုသိကြတာတွေမဟုတ်လားအဲ့လိုဆိုရင်ဒကာဓမ္မတွေဟောတနေ့အထက်တက်တာနဲ့အောက်ဆင်းတာဘယ်ကမြင်မလဲအဲ့ဒီမှာမပါသေးနဲ့ပါကျင်သလားဩကိုစီတော်မျိုးတယ်မပါပါနဲ့မပေါင်းပါလို့ကြမလားတရားနာရမယ်တရားထိုင်ရမယ်လူရင်းချက်ကဒါပါပဲဘာလို့ရမလဲတရားနာရမယ်တရားထိုင်ရမယ်တရားမနိုင်တရားမသိဘူးတရားမထိုင်တရားမရှိဘူးတရားလည်းသိရမယ်တရားလည်းရှိရမယ်နှုတ်မို့ရင်အန္ဓာဥဒုဇဉ်ယနေ့တထေကြီးသိရင်ခွင်းဖြင့်ကောင်းပါမလားအဲ့ဒီတရားနာလိုက်တဲ့အခါပရိစ္ဆေသမုပ္ပါတရားဒီသစ္စာတရားနာလိုက်တဲ့အခါကျဟောတရားသိသွားတော့ကလျာဏပုထုဇဉ်ဗါတယ်လေတခါပရိစ္ဆေသမုပ္ပါတရားဒီသစ္စာတရားနဲ့နာလိုက်ကပရိစ္ဆေသမုပ္ပါတခြားလားအကြောင်းကျိုးတရားလားသူများအကြောင်းကျိုးလားကိုယ်အကြောင်းကျိုးလားတို့မြေအခုလူဖြစ်တာအတိတ်ကတခြားကြောင်းလားဒါနကြောင်းလားအဲ့ဒါပရိစ္ဆေသမုပ္ပါဒေသနာနဲ့ပြောတော့ဘာသင်္ခါရလောက်ခဲ့လို့ဟောတန်းပြောလို့ရသွားပြီဗျာအဲ့ဒါဒီနေ့လူဖြစ်ရကြုံနဲ့တာမဟုတ်ဘူးလားရှင်းရှင်းလားအတိတ်ကဘာလို့ခဲ့တော့လဲပုံညာပြီးသင်္ခါရဒါနလုပ်လို့ယခုလိုစားနေတောင်းနေဝတ်နိုင်နေပရိသတ်တွေလာနေမဟုတ်လားဒါကြောင့်ခုနဆောင်းမောကလေးကကိုဒါနာကြောင့်လာရလူရွာကိုတိလကြောင့်အိမြခုကြဟောသူတို့ကျေသူမေဘူးပဲခါမဲ့ရင်စီအပြည့်နေတော့မှာကဲဒါလေးအိမ်ပါတော့လိုက်ဆိုလေကိုဒါနာကြောင့်လာရလူရွာကိုတိလကြောင့်အိမြခုကြသူတို့ကျေသူမေဘူးပဲခါမဲ့ရင်စီအပြည့်နေတော့မှာကိုဒါနကြောင့်ဒီလားတဲ့ဒါနဘုန်းကြီးတို့ကျေးဇူးရှင်မဟုတ်လားခုလိုလှူနိုင်နဲ့တန်းနိုင်နဲ့စားနိုင်နဲ့သွားနိုင်နဲ့လာနိုင်နဲ့ဝတ်နိုင်နဲ့ဆိုအလှစားဘလူကျေးဇူးအခုတရားဘောရအောင်တရားဟောနိုင်နေတဲ့တရားနာနေနေတဲ့ဘလူကျေးဇူးသီလကျေးဇူးသူတို့ပြင်ဒါနသီလတိဘုန်းတို့တရားဓမ္မတွေကျေးဇူးရှင်မပြည့်မနဲ့နော်ဘယ်တော့မှစိတ်နဲ့တော့မပြည့်မနဲ့ဟုတ်လားဟုတ်ပြီအဲ့တော့ဒါနသီလကနေလူဘဝလူလောကကြီးတော့မရောက်ဘူးလားဗျာလူဘဝလူလောကကြီးပို့မယ်နတ်ဘဝနတ်လောကပို့မယ်ပြမဘဝပြမလောကပို့မယ်ပေါ့နော်အဲ့ဒီလိုပို့တော့ကဲလူဘဝလူလောကကြီးမှာလူချမ်းသာကြီးတဲ့ထေတမြင်တဲ့ပန်းရှင်မင်းကြီးတွေဖြစ်တရားမင်းကြီးတွေဖြစ်မဖြစ်နိုင်ဘူးလားဘယ်သူကပို့တာလဲဒါနသီလကပို့တာဘယ်သူကပို့တာလဲအဲ့ဒါပရိစ္ဆသမုပ္ပါဒေသနာနဲ့ပြောတော့ဘာသင်္ခါရပုံညာပိသင်္ခါရပစ္စယဝိညာဉ်နော်လူဝိညာဉ်နတ်ဝိညာဉ်ရှင်မင်းဝိညာဉ်အနိစ္စပိသင်္ခါရပစ္စယဗြဟ္မာဝိညာဉ်အနိစ္စပိသင်္ခါရပစ္စယဘယ်သူကပေးတာလဲသင်္ခါရအတိတ်ကဒါနကုသိုလ်သီလကုသိုလ်ကဟဲ့လားလူချမ်းသာလားချမ်းသာပေးတယ်ဟိုကအနိစ္စပိသင်္ခါရဆိုတဲ့သမထဟဲ့လားတမာတိကုသိုလ်ကဘယ်ဟုတ်ပေးလဲ
ပြမပြီးပြည့်တယ်ကဲ့ကြည့်တော့ကောင်းပြီခုနသစ္စာတရားဘာဖြစ်လို့အလေးထားပြီးဆရာတော်ဘုရားကြီးမိန့်သွားတာလဲဆိုတော့လူချမ်းသာဆိုတာဗဇတ်ချမ်းသာတာတကယ်ချမ်းသာတာဘယ်နေရာလဲညှို့ထုတ်ပြရှိရလားမိုးကယောဂီတွေအဲ့ဒါလက်ခံသွားပြီနော်နှုတ်မို့လို့ကတော့တရားဓမ္မတွေမိုးကယောဂီစီးရမိုးကယောဂီဘယ်ယောဂီပြီကိုယောဂီမဟုတ်လို့ကတော့တရားမလို့တဲ့လူကတော့အကောင်းကောင်းစားနေရတဲ့ချမ်းသာတာပဲကောင်းကောင်းကချမ်းသာတာပဲတုံးညင်ဖြုံးညင်လှုပ်သွားညင်တာသွားလှုပ်နေကိုထင်တာကိုလို့ချမ်းသာတယ်လို့ထင်တာအဲ့ဒါချမ်းသာတာဟုတ်ကဲ့လားမဟုတ်ဘူးနော်ငမြားကြိုက်မှာသားတစ်ချိတ်ပြီးတော့ငါးမြားတာနဲ့အတူတူပဲအဲ့တော့ဘုန်းကြီးတို့တွေတတန်ညာလုံးကခုနပြောတယ်ဟလားသားရည်တန်မြည်ပြီးငမြားကြိတ်မမြည်ခဲ့လို့အခုဘုန်းတို့တရားဓမ္မတွေငမြားကြိတ်ညှိနေပြီမဟုတ်လားငမြားကြိတ်မိတဲ့ငါဟာနောက်ဆုံးဘာဖြစ်မှာလဲဒီနေ့အောင်ဆန်းဆရာတော်နဲ့ပရိသတ်ကြီးဘာရင်ရင်ဆိုင်အောင်ပါလဲဘုန်းကြီးတို့ယောဂီတို့ဟာငမြားကြိတ်မိနေတယ်နော်အဲ့ဒါကိုသိရင်နောက်ငမြားကြိတ်ကိုအစာစားဦးမလားသွားနေတော့ဒါလိုရင်းလေးပြောတာပေါ့နော်အဲ့လိုဆိုရင်ဒီနေ့ဘုန်းတို့တရားမယ်အဲ့ဒီလိုငမြားကြိတ်မိပြီးသိချင်းနဲ့ရင်ဆိုင်ရတာဒါနသီလသမထလောက်နဲ့တင်းနေလို့မဟုတ်ဘူးလားဒါနသီလကျေးဇူးနဲ့လူချမ်းသာနဲ့ချမ်းသာမရဘူးလားသမထကျေးဇူးနဲ့ဗြဟ္မာချမ်းသာမရဘူးလားဗြဟ္မာကြီးပဲဖြစ်ဖြစ်တရားမကြီးပဲဖြစ်ဖြစ်နော်နတ်မိဖုရားကြီးပဲဖြစ်ဖြစ်သမထကြီးပဲဖြစ်ဖြစ်တခြားရတာလားခန္ဓာရတာလားခန္ဓာရတော့တရားဓမ္မတွေခန္ဓာရဲ့သဘာဝကဘာပြမလဲဇာတိဇရာဗျာတိမရဏဘယ်နှချက်ရမလဲပြောသမှာဇာတိဇရာဗျာတိမရဏဒီနေ့အောင်ဆန်းဆရာတော်နဲ့ပရိသတ်ကြီးဘယ်နှချက်ရတာပါတယ်လေဇာတိဇရာကုတိဘဝတရားဟောတဲ့ကုသိုလ်တွေတရားနာတဲ့ကုသိုလ်တွေနော်ဒါနသီလပြုတဲ့ကုသိုလ်တွေဘုန်းကြီးတို့တရားဓမ္မတွေအများကြီးမရှိဘူးလားအဲ့ဒီကုသိုလ်ကအပေမကြဘူးနော်ဟောဒီဘဝနေအဲ့ဒါလေးနဲ့ကျင့်တတ်ပြီးတည်သွားတော့ဟောနတ်ဘဝနတ်မင်းကြီးတွေနတ်မိဖုရားကြီးတွေမဖြစ်နိုင်ဘူးလားကဲနတ်မင်းကြီးနတ်မိဖုရားကြီးတွေအထွတ်တိတ်ရအောင်နတ်ချမ်းသာရတော့လဲဘာရတာလဲခန္ဓာရတော့ဘယ်နှမျိုးရလေးမျိုးကဇာတိရဲ့ဇရာရဲ့ဗျာတိရဲ့မရဏအဲ့ဒါနဲ့သမထဒီအာထုတ်တဲ့ခါဇံပင်ကြီးနေမရဘူးလားဗျာဇံပင်ကြီးနေရတော့ပရိစ္ဆသမုပ္ပါကဘာသင်္ခါရလဲအာနိဇာပိသင်္ခါရပြောဘာသင်္ခါရလဲအာနိဇာပိသင်္ခါရပစ္စယဗြဟ္မာဝိညာဉ်လေအာနိဇာပိသင်္ခါရပစ္စယဗြဟ္မာဝိညာဉ်ဆိုတော့ဟာကကဘာဘောမြောအသက်ရှိတဲ့ဗြဟ္မာကြီးတယ်မဟုတ်ဘူးလားဗျာအဲ့တော့ဗြဟ္မာကြီးလေးပဲဘယ်နှချက်ရပါတယ်လေဇာတိရဲ့ဇရာရဲ့ဗျာတိရဲ့မရဏရဲ့တို့လူချမ်းသာလဲဘယ်နှချက်နတ်ချမ်းသာလဲဘယ်နှချက်ဗြဟ္မာချမ်းသာဘယ်နှချက်ရှင်မြင်းကြီးလဲဘယ်နှချက်သမဏကြီးလဲဘယ်နှချက်တထေကြီးလဲဘယ်နှချက်ကဲဘုန်းကြီးတို့ဆွေတော်မျိုးတို့ခင်ဗျားတို့ဘယ်လေးချင်လို့ချင်းလဲပြောတဲ့ပြောခင်ဗျားတို့ပဲကိုလေးတန်းချက်ချင်းပြောင်းသွားပြီဟမ်တက္ကဓမ္မတွေကမလို့ချင်းမှုပြောနေတာခုပဲမဲရွေးတဲ့လူတွေဘာလို့ချင်းလို့လဲခင်ဗျားတို့ကမလို့ချင်းပြောလိုချင်းလို့မဲတွေရွေးခံနေတယ်မဟာအခုရွေးတော့မယ်လေဘာရွေးမှလဲခုဘာရွေးခံပါလဲသမထရွေးခံပါလေဘာရွေးခံပါလဲသမထမှာဘယ်နှချက်ရှိလဲပြောသမှာဘယ်နှချက်လဲကဲအဲ့ဒီယာတုခင်ဗျားတို့ပြေးမယ်ယူမလားဘယ်နှချက်တွေးလို့လဲတရားဓမ္မတာမလို့ချင်းပြောတာဟိုမှာပိုက်စာအကုန်ခံပြီးတော့ကိုလုံနေတာမလို့ချင်းလို့လားလို့ချင်းလို့လားဟိုဂျာမန်နိုင်ငံကဒီမှာဒုံဝဝတ္တဘုန်းကြီးလေလွန်ခဲ့တဲ့အနှစ်20ကျော်ကဥလှဝင်တဲ့အမိဖြေလို့တော့စွတ်ပြောဖြတ်ပြီးပြောခြင်းနဲ့ရှည်သွားမှဆိုလို့ညီမတွေကိုဗာပြောတယ်အောက်မိတယ်သူအားတဲ့မိုင်ပေါင်းမြောင်များစွာကနေခရီးအဝေးကနေသိန်းပေါင်းမြောင်စွာအကုန်ခံပြီးမြန်ပါပြီလာတာဆိုတော့ကိုတော့ဘာလို့လာတာလဲရတနာတို့လာယူတာတဲ့ဟောညီမပြောဘာလာရှာတာလဲခင်ဗျားတို့မြန်မာပြည်ဆင်းရဲတယ်ထင်လို့လားဂျာမန်နိုင်ငံတောင်မှပဲရတနာတို့လာယူရတာဘယ်နိုင်ငံကိုလာယူရတာလဲ
မြန်မာလာယူတာဘုန်းကြီးတို့ကယရဏကိုယရဏတို့ခုထိုင်ထားတာဗျဘာယရဏလဲဖရာယရဏတရားယရဏသံဃာယရဏတို့ခုထိုင်ထားတာလူချမ်းသာတွေမဟုတ်ဘူးလားလူဆဲတွေလားလူချမ်းသာတွေလားရှော့မတွဲနဲ့ငါလူချမ်းသာလို့ကိုလက်မထောင်စကားပြောဘာချမ်းသာလဲယရဏသုံးပါယရဏတုံကြီးကိုခုထိုင်ထားတာမဟုတ်ဘူးလားဗျာဘာယရဏတွေလဲဖရာတရားသံဃာကိုတရားထုတ်တယ်လို့တရားမြင်တော့ဖရာမြင်တယ်တရားမြင်တော့သံဃာမြင်တယ်မဟုတ်ဘူးလားအဲ့တော့ဘုန်းကြီးတို့ဒီကားမှာတရားထုတ်တဲ့ပုဂ္ဂိုလ်တွေကယရဏပိုင်ရှင်နေရှင်းရှင်းလားအဲ့တော့ဂျမန်နိုင်ငံသားဒုံဘကိုတော်ကအဲ့ဒီယရဏထုတ်တွေလာယူတာတဲ့ပိုက်ဆံအကုန်ကြခံပြီးတော့လေအဲ့ယရဏထုတ်တွေကဘာမှာဘယ်နိုင်ငံမှာရှိလဲရှော့မတွဲနဲ့မြန်မာနိုင်ငံကယရဏစုဝေးတဲ့တိုင်းပြည်ကြီးကိုအမုန်းတင်နေတာမဟုတ်ဘူးဒါသစ္စာတကားပြောတာရှင်းရှင်းလားဒါပေမဲ့အဲ့ဒီဒုံဘဂျမန်ဘုန်းကြီးဘာပြောလဲမြန်မာတွေကအိပ်ပျော်နေတာတော့နှစ်နာရီကြာဗျာဘာမြန်မာတွေ話တယ်လဲအိပ်ပျော်နေတာတဲ့ပြီးတော့သူပြောတဲ့စကားတကူရင်နဲ့နှင့်သွားတာပဲတနာတယ်တဲ့ကွာနိုင်ငံခြားကတို့တနာတယ်ဆိုတော့ဒီကားတော့မခံညင်မှုပြသိလားဒါပေမဲ့သူပြောတာဟုတ်တာအဲ့တော့မြန်မာနိုင်ငံဘုန်းကြီးတို့အပေါင်းဘုန်းကြီးတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေသာသနာထီပေါက်ထားတဲ့ပုံကိုယ်တွေရှော့မတွက်နဲ့ဘာထီပေါက်ထားလဲထီပေါက်ရင်ချမ်းသာမယ်နော်ခက်တာကခမရတို့ထီလက်မတ်ကအသိန်းကလွန်သွားတော့ကိုငွေလဲထုံးမကြံရောဟာလက်မပြောင်းနေပြီလက်မပြောင်းရင်ဘာဖြစ်မလဲယူသွားပဲမလေးလက်မပြောင်းယူသွားလိမ့်မယ်နော်အဲ့တော့ဘုန်းကြီးတို့တကားမဲ့လက်မမပြောက်အောင်ဟောဒီဓမ္မယေရနာကြီးယင်းနဲ့မပိုင်အောင်လို့မှာလားပိုင်အောင်လို့မှာလားပိုင်အောင်လို့မှာယေရနာပိုင်မှုအတွက်ကဘုံကရှိမှာနော်သာသနာဆိုဒီမှာဘုံကရှိသည်မြတ်အတွက်ပါဆိုတဲ့စကားမရှိဘူးလားဗျာဒါလေးလိုက်ဆိုသာသနာဆိုဒီမှာဘုံကရှိသူမြတ်အတွက်ပါသာသနာဆိုဒီမှာဘုံကရှိသူမြတ်အတွက်ပါကဲဆိုလိုက်သာသနာနောက်တစ်ခေါက်ဆိုဖယားရဲ့အဆုံးအမကိုနာခံတာကိုသာသနာလို့ခေါ်တယ်သာသနာဘုံကမရှိရင်ရပါမလားသူကသူဘလောက်ပဲလားရှင်မင်းကြီးဖြစ်ဖြစ်သမရာကြီးဖြစ်ဖြစ်တရားမင်းကြီးဖြစ်ဗြဟ္မာမင်းကြီးဖြစ်ဖြစ်တရားဓမ္မတွေသာသနာရှိခြင်းမှရှိတာနော်အဲကြောင့်သာသနာရှိဖို့ဆိုရင်တခြားရတာလားယရနာရတာလားအဲ့ဒီယရနာရရင်အိုရင်အိုနာသေးဒုက္ခပိတာမလွတ်မလားလွတ်မလားလွတ်မှာနော်အဲ့တော့ခုနပြောလို့ပြန်ဆုံရင်ရှင်မင်းကြီးဖြစ်လဲဘယ်နဲ့ချက်သမရာကြီးဖြစ်လဲဘယ်နဲ့ချက်တထေးကြီးဖြစ်လဲဘယ်နဲ့ချက်ဟလာနာမင်းကြီးဖြစ်လဲဘယ်နဲ့ချက်ဗြဟ္မာမင်းကြီးဖြစ်လဲအဲ့ဒီ၄ချက်ကိုဘုန်းတော်တကားမနဲ့ဘယ်၄ချက်ကိုလိုချင်လဲပြောတရားပွဲမပြီးသေးဘူးခမရ၄သန်းပြောင်းသွားပြီပြောင်းအောင်မယ်ဘာတရားဟောနေလို့လဲအာသစ္စာတရားဟောတော့၄သန်းကိုမပြောင်းလို့မရဘူးလေအဲ့၄သန်းပြောင်းတာဘုန်းတော်တွေတကားဓမ္မတွေယင်းနဲ့ဖျားပွင့်တာပါဗျာနော်လောကမှာဖျားပွင့်တာတခြားသိလို့လားသစ္စာသိလို့လားဘောဓိပင်နဲ့ရွှေပလင်မှာဟလားပိဿဝဂိ9ဦးနဲ့တွေ့တဲ့ခါကျတော့ဗာမိတ်လဲဆိုမြတ်စွာဘုရားဟေးပိဿဝဂိတို့ရခင်ကငါဒီသစ္စာတရားကိုမသိတဲ့ချိုးကငါဖျားဖြစ်ပြီးဟိုဝန်မခံဘူးတဲ့အရင်ကငါသစ္စာမသိသေးဘူးကွာမင်းတို့နဲ့ဟိုမှာအတူအထုတ်တော့ဟလားအဲ့တော့ငါဖျားဖြစ်ပြီးလို့ဝန်မခံဘူးလေယခုခါငါဖျားဒီသစ္စာကိုသိခဲ့ပြီငါဖျားဖြစ်ပြီးလို့ဝန်ခံတယ်ဆိုတော့ဖျားကိုယ်တော်မြတ်ကြီးဖျားဖြစ်ပြီးလို့ဝန်ခံတာဘာသိလို့လဲအဲ့တော့ဘုန်းတော်ဒီကားမှာဒီနေ့သစ္စာသိပြီဆိုရင်လူချမ်းသာလက်ဆောင်ပေးမယ်ယူမလားဘာနဲ့တွေ့မှမို့လို့လဲနောက်ဆုံးစကားပြောလိုက်ဆရာတော်ကြီးစကားယူပြောနောက်ဆုံးဘာစိုးနဲ့တွေ့မှလဲရေးပြောသူများအကြောင်းပြောတာမကိုယ်အကြောင်းပြောတာကိုယ်ပြောနေတာဘယ်သူအကြောင်းမှမပါဘူးနော်ကဲလို့ဖြင့်စင်မင်းကြီးဖြစ်ရင်လဲဘာစိုးနဲ့တွေ့မလဲတရားမင်းကြီးဖြစ်ရင်လဲဗြဟ္မာမင်းကြီးဖြစ်လဲပရိသတ်ကြီးဘယ်အဆိုးယူမလဲဘယ်အဆိုးမယူဘူးဆိုတာတခြားသိလို့လားသစ္စာသိသွားလို့လားအဲ့တော့သစ္စာသိသွားရင်တခါတော့ဘယ်အဆိုးမှမလို့ခြင်းမှုဆိုရင်
အဲ့တော့အဲ့ဒီအဆိုးတွေလွတ်တာတခြားလားနိဗ္ဗာန်လားအေးအဲ့လိုပဲနိဗ္ဗာန်ကိုသွားနိုင်တဲ့လမ်းကဒါနဆိုတဲ့ကံလန်းနဲ့လည်းသွားလို့မရဘူးဗျသီလဆိုတဲ့ကံလန်းနဲ့လည်းသွားလို့မရဘူးဗျအကြောင်းမဖို့နိုင်ဘူးနော်သမထဆိုတဲ့ဇန်လန်းနဲ့လည်းသွားလို့မရဘူးနော်တခြားလန်းနဲ့သွားမှလားဉာဏ်လန်းနဲ့သွားမှလားဉာဏ်လန်းဆိုတာဝိပဿနာဗါတဲ့လေအဲကြောင့်ဘုန်းတော်တရားဓမ္မတို့တိုက်တွန်းနေတာကဘာအားထုတ်ရမလဲဝိပဿနာအားထုတ်မှတန်ကျွတ်တန်းဝင်မယ်လို့နားလဲပါရှင်းအောင်ရှင်းလားအဲ့တော့ဒါနလောက်သာတင့်တိန်ငါဖြင့်၄ရွာအပယ်လွတ်ပြီးကွယ်ဟုစိတ်ဝဲရွှင်ပြအားရရွေလည်းမနေနဲ့မလုံးနဲ့လုံးပြောအားရပြီးငြိမ်မနေနဲ့ပြောတာနော်ကဲတရားဓမ္မတွေလည်းဒီတရားလေးသဘောပေါက်ပြီဆိုတော့ဒီညတရားပွဲနဲ့လည်းဆောင်ပြီးမယ်နော်လိုက်ဆိုအောင်ဒါနလောက်သာတင်းတိန်ကားဖြင့်လေးရွာအပယ်လွတ်ပြီးကွယ်ဟုစိတ်ဝဲရွှင်ပြအားရရွေလည်းမနေနဲ့မလုံတဲ့လူမပြောတာလားငြိမ်မနေတဲ့လူပြောတာလားကျင့်နဲ့မနေပါနဲ့တဲ့သူ့ကိုလည်းပယ်လို့ရပါမလားသူနဲ့ပဲကျင့်နဲ့နေလို့ရပါမလားမကျင့်နဲ့နေလိုက်ဆိုသီလလောက်သာတင်းတိန်ကားဖြင့်လေးရွာအပင်လွတ်ပြီးကွယ်ဟုစိတ်ဝဲရွှင်ပြအာရရွေလည်းမနေနဲ့ဩသီလလည်းပယ်လို့ရပါမလားသီလနဲ့ပဲရက်နေလို့ရပါမလားဟောအဲ့တော့ဒါနသီလတွေမိမိပြည့်စုံသမထတဲ့မှာမဟုတ်လားသမထလောက်သာတင်းတိန်ကားဖြင့်လေးရွာအပင်လွတ်ပြီးကွယ်ဟုစိတ်ဝဲရွှင်ပြအာရရွေလည်းမနေနဲ့ဩသမထလည်းမလုံးနဲ့ပြောလို့ပါသမထမပါလို့မရဘူးနော်ဝိပဿနာအားထုတ်ရင်ရှင်းဥစွာတခြားထူထောင်းမလားသမထထူထောင်းမလားသို့တော့သူနဲ့တင်းနေမနေနဲ့လို့ပြောတာဘာကြောင့်လဲလို့ဆိုတော့ဒါနသီလကကံသမထကဇံနေရငိုသူတက်ရမသွားနိုင်ဘူးနော်တဆင့်ဒီပဲပို့တာမဟုတ်လားကျောင်းပေါ်တာကိုတက်ရင်လေကလေးတက်ရမှာမဟုတ်လားအောက်ထင်းနဲ့ရက်မနေနဲ့အပေါ်ရောက်မှာမဟုတ်ဘူးအလယ်နဲ့ရက်မနေနဲ့အပေါ်ရောက်မှာမဟုတ်ဘူးအဆုံးထိအောင်တကားတယ်ဘာလို့မလဲအဲ့တော့အပေါ်ရောက်မှတန်ရင်ပန်းနိုင်ဖြစ်သည့်အတွက်ကြောင့်နောက်ဆုံးတော့နိဗ္ဗာန်ဆိုတဲ့ပန်းနိုင်သွားဖို့ဝိပဿနာလွယ်ရမရှိပါဝိပဿနာဒီတခြားတရားလားဉာဏ်တရားလားရှင်းရှင်းလားကြွတန်းဝင်မြောများသူတော်တို့ရှင်တော်ဗုဒ္ဓဒုံလဘ၌ကြုံရလူဖြင့်ဝိမုခေကိုရောက်လေခုခါဝိပဿနာကိုခါခါပွားဖို့မမိနဲ့ဘာလို့တိုက်တွန်းနေတာလဲဝိပဿနာဆိုတာဘုရားတဆူဆူပွင့်မှနာခွင့်ရတာနော်အဲ့တော့ဝိပဿနာတရားတစ်ခုအလေးထားပြီးတော့တိုက်တွန်းမှာထောင်းဖို့ကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးတကားကျွဲဥလာဘူးတို့နော်ဟုတ်လားအာယသမီးစီဝါကြီးနောက်တာသစ္စာသိအောင်အရင်လုံးဆိုတာကတခြားအထုခိုင်းတာလားဝိပဿနာအထုခိုင်းတာလားဒီလိုဆိုဆရာတော်ဘုရားရဲ့ဝိပဿနာအထုခိုင်းတာထမင်းကိုတန်းနေနှစ်လက်ကိုတန်းတဲ့ပေါင်းစားပြီးကြံတဲ့ဝိပဿနာအလုပ်ပါလို့အရေးမကြည့်လို့လားအရေးကြီးလို့လားဘာကြောင့်လဲဆိုဘုရားတရားဓမ္မတွေခန္ဓာကမသိမလားသိမလားဒါကြောင့်မလို့ဟုတ်လားအသေးမူခင်ဉာဏ်ဥဖို့အရေးကြီးတယ်တို့မဟုတ်လားအဲ့ဒါကြောင့်မြတ်စွာဘုရားကိုတော်မြတ်ကြီးကဇာယထဘိက္ခဝေမာပမတ္ထတဲ့နော်ဇာယထဘိက္ခဝေမာပမတ္ထမာပိစ္ဆဝိပရိသာတိနောအဟောတယံဟောတုံမကံအနုသာသနီအဲ့ဒီဒေသနာစဉ်ဟောတာဘလောက်ဟောလဲလေမြတ်စွာဘုရားဆရာတော်ဘုရားကြီးဟောတာဘုန်းကြီးမှတ်ထားတာ1992ကျင်ဟောသွားတာတဲ့တခွန်းတဲ့စကားကိုအမှန်ပြောနိုင်တဲ့မြတ်စွာဘုရားဘလောက်ဟောလဲ1992ကျင်းဆိုတော့တက်ရဟောတာကိုသွားရဟောလို့ဗိဓိကသုံးပုံကြည့်ရရင်ဘုရားဆရာတော်ဘုရားကြီးကဗိဓိကသုံးပုံ6ချတဲ့ပုဂ္ဂိုလ်နှံ့သက်တဲ့ပုဂ္ဂိုလ်ဖြစ်ဘလောက်ပြီးပြောပါတယ်1992ကျင်းတဲ့တခွန်းနဲ့အမှန်ကူသာဟောနိုင်တဲ့မြတ်စွာဘုရား1992ကျင်းဆိုတော့တရားဓမ္မတွေနေနေနော်လားဗျာနောက်ဆုံးဘလောက်ဒီမြတ်စွာဘုရားအဲ့တိုင်ဟောသွားတယ်ဆိုရင်ဟထဒါနိဘိက္ခဝေအမန္တရားမြော
ဝေယဓမ္မသင်္ခါရအပ္ပမဒေနတံပါတိထာပရိနိဗ္ဗာန်စံဃာနိထိအောင်ကိုဘုရားကိုယ်တော်မြတ်ကြီးစိတ်မချနိုင်လို့မှားတာအဲ့ဒါတခြားအထုတ်ခိုင်းတာလို့ဝိပဿနာအထုတ်ခိုင်းတာလားအရေးမကြီးဘူးလားဗျာဒါကြောင့်မြတ်စွာဘုရားကဇာယထဘိက္ခွေမာပမာတ္ထဘိက္ခဝေจิตသားจิตသမီးတို့ဇာယထသမထဥပ္ပတရားကိုပွားများအထုတ်ကြဘာအထုတ်ခိုင်းတာလဲသမထဝိပဿနာအထုတ်ရင်သမထမပါလို့ဘယ်ရမှာလဲသမာဓိဘိက္ခွေဘာဝေထာတဲ့ရှင်းဥစွာသမာဓိထူထောင်မှာတဲ့จิตသားတဲ့နော်သမာဓိတော့ရတယ်မူတာပဇာလေးဆိုသမာဓိရှိမှဟုတ်တိုင်းမှန်တော့ထိုးထွင်းပြီးရုပ်တရားနံတရားခန္ဓာတရားအာယတနာဓာတ်တရားသစ္စာတရားဒါတွေထိုးထွင်းပြီးမြင်တာမှမဟုတ်ဘူးလားတခြားရှိမှလားသမာဓိရှိမှလားသမာဓိရှိဖို့ရှင်းဥစွာတရားဓမ္မသမထနဲ့သမာဓိထူထောင်ရမယ်ပယ်လို့ရပါမလားသမထသမာဓိထူထောင်တဲ့ခါကျတော့ဟောဟုတ်ဝိပဿနာဉာဏ်တော့မှရုပ်နဲ့ခန္ဓာရဲ့ဖြစ်ချင်းပြည့်ချင်းလက္ခဏာတွေကိုမြင်မှာမဟုတ်ဘူးလားအဲဒါကြောင့်မလို့ဇာယထဘိက္ခွေမာပမာတ္ထဘိက္ခဝေခြေသားခြေသမီးတို့ဘိက္ခဝေတန္တရာဘေးကိုကြောက်ရွံ့ပြီးတော့အာထုံနေကြတဲ့ခြေသားခြေသမီးတို့တဲ့ဇာယထသမထဥပဒနာတရားကိုပွားများအထောက်ကြမာပမာတ္ထမေ့မနေနဲ့တဲ့ဘုန်းကြီးတို့ပုရုဇဉ်တွေဆိုတာဟာလေမီးများမီးနဲ့ရည်များရည်နိုင်တော့ဗါတယ်လေမီးများတော့မီးနိုင်ရည်များတော့အဲ့ဒီမှာကိုယ့်ကိုပြန်ပြီးတော့မေးရမှာတနေ့တနေ့လူဆိုတာစာရေးနေရေးဝေရေးကြမ်းမာရေးတာရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးတွေနဲ့အဲ့မှာလောဘဒေါသမောဟမာနဒိဋ္ဌိတွေပြည့်မနေဘူးလားရေလားမီးလားတိတ်ကြောက်စရာကောင်းနေမီးပဲတခြားမီးလားကိလေသာမီးလားကဲဘုန်းတို့တရားဓမ္မတွေတိတ်ရှည်သွားမယ်ဖြတ်လိုက်တော့နော်အဲ့ဒီမီးတနေ့တနေ့ဘယ်နှကြိမ်တော့အလောင်းခံရလဲလောဘမီးဘယ်နှကြိမ်ပြောရေးရေးပြောမကြောက်နဲ့ခုမှခင်ဗျားတို့လောဘမိဘယ်နှကြိမ်ဒေါသမိဘယ်နှကြိမ်မောဟမိဘယ်နှကြိမ်မာနမိဘယ်နှကြိမ်ဒိဋ္ဌိမိဘယ်နှကြိမ်မိရလားတမိတဲ့တော့မဟုတ်ပါလားမိတွေများလာ ਈ လားတနေ့တနေ့မိုးလင်းမိုးချုပ်အကြိမ်ပေါင်းဘယ်လောက်လဲအဲ့ဒီမီးလောင်တိုင်းအကြောင်းရှိရင်အကျိုးရှိမယ်အကြောင်းကပဋိစ္စအကျိုးကသမုပ္ပါဒအကြောင်းရှိရင်အဲ့ဒီမီးလောင်တိုင်းဘယ်ကိုသွားရဲဘယ်ကိုသွားမလဲဒီလိုပြင်တနေ့မီးလောင်တဲ့အချိန်ကြီးဘလောက်များအဲ့လိုဆိုကိုသွားမယ့်နေရာမသိဘူးလားဘယ်သွားမှာလဲရှင်းနေတယ်ဒီနေ့တရားပွဲဘုန်းကြီးကျင့်တတ်သွားပြီဘုန်းကြီးဆွေတော်မျိုးကိုသွားမယ်နေရာကိုပြောနိုင်တယ်ဆိုမဆိုးဘူးနော်တော်ချီးကျူးစရာကောင်းတယ်နော်ဟုတ်လားဟိုမှာဆရာတော်အကျင့်တရားတော့မှဟောတာလေကိုသွားမယ်လေကိုမသိဘူးလားခုနကခင်ဗျားတို့ဝန်ခံတယ်မဟုတ်ဘူးလားကျင့်တတ်မနေနဲ့အမလေးဟမ်ကိုသွားမယ်နေရာသိအဲ့နေရာပြောပါပါကြီးသွားမှာလားမသွားနဲ့ဒီနေ့ကစလျှော့ကြနော်လောဘနဲ့သေတော့ပြိတ္တာသွားမယ်ဒေါသနဲ့သေတော့ငရဲသွားမယ်မောဟနဲ့သေတော့တိရစ္ဆာန်ဖြစ်မယ်မာနနဲ့သေတော့အတူတကယ်ဖြစ်မယ်ဗျာဒီကြားတဲ့အုတ်ချုပ်တာဘာလို့လဲဒိဋ္ဌိအဲ့ဒါတွေရှိနေသမျှကာလဘလုံးဘလို့လုတ်ပြီးတော့ဘုန်းတော်ဓမ္မတွေအပေကနေလွတ်မှာတော့ရှင်းရှင်းလားအဲ့ဒါလွတ်နိုင်ဖို့အတွက်ဧကယေနောယံဘိက္ခွေမေခောနော်နှစ်ကြောင်းမရှိဘူးပဲနှစ်ကြောင်းလဲဒီကြောင့်လည်းအဲ့ဒါမက်ကင်နဲ့ဝိပဿနာလမ်းပါပဲဗျာနော်တရားကတော့အစုံမဟုတ်နိုင်ဘူးနော်ဘုန်းကြီး9နိုင်ခွဲရပြင်တက်တာအခုဘယ်လောက်ရှိပြီလဲတော်တော့ပြီထင်တယ်အောင်သားဆရာတော်နော်ကိုယ်တည်းရကိုတနိုင်ခွဲပြီတရားဟောတာမိုးကိုစီကံပြတဲ့ထဲမှာဘုန်းကြီးနံပါတ်1ပါတယ်ကိုယ်လည်းဝန်ခံတယ်တနိုင်ပဲဟောမှာမဟုတ်9မိနစ်ဆိုမဆုံးဘူးနော်အခုဘယ်လောက်ဆုံးသွားပြီလဲအဲ့ဒါမွေးနေ့ရှင်ကိုဂုဏ်ပြုတဲ့နိုင်ခွက်ကြိုးစားပြီးဟောလိုက်တာပဲဒါပေမဲ့မမောပါဘူးအမောပြေပါတယ်ဘာလို့တရားဓမ္မတွေဆရာသခင်ကျေးဇူးရှင်မွေးနေ့ရှင်သူ့ရဲ့လာယူပါကြည့်လိုက်တဲ့ဘုန်းကြီးအမောပြေတယ်အာကောင်းမုန်းတန်လေဒါပေါ့တဲ့ရာကျော်တဲ့အောင်ရှိပြီးသာသနာပြုနေပါစေလို့ဆန္ဒပြုတာပဲနော်
အဲ့တော့ဘုန်းကြီးတို့ယနေ့တိုက်တွန်းနေတာကဇာယထဘိက္ခွေမပါဒတ္တဆိုတဲ့အတိုင်းလားဘာအားထုတ်ဖို့တိုက်တွန်းတာဝိပဿနာအားထုတ်ဖို့တဲ့မာပိဿဝိပတိတာဒီအဲ့ဒါများအာမထုတ်ရင်ဒီနေ့ဘုန်းတို့တရားဓမ္မတွေရောက်မှာကတရားညောင်တော့မရောက်မှလည်းရောက်မှာလားအောင်သားဆရာတော်၄ခါရှိပြီပြန်လာတာဟိုကလက်မခံလို့ပြန်လာတာဘယ်နှခါရှိပြီလဲသိဘူးထားတယ်နော်သိဘူးထားတယ်ဆိုတာအလကားပြောတာမဟုတ်ဘူးသေတော့မယ်တကယ်သေကြီးများနေရင်ဆိုင်ရင်ပြုံးမျိုးရွှင်ရင်တက်တက်တာငါသွားမယ်တတာလုပ်လို့ရပါမလားမရဘူးနော်ဘုန်းကြီးတို့နားလဲတဲ့တရားဓမ္မတွေနော်အခုပဲကြည့်လေတဏှာကိုတော့လေထိုင်ရတာခန္ဓာဘာဖြစ်နေလားခင်ဗျားတို့မသိဒီမှာလေးဖောက်ပြန်နေတာမရဲပေဟောနေရတာလေတဏှာကိုတော့လေရှိသေးတယ်နော်အဲ့တော့တကယ်သေကြီးများနေရင်ဆိုင်ရင်သိခံမှုလွယ်ပါမလားသိမခံနိုင်ရင်ဘာဖြစ်ဒေါသနဲ့သေငရဲပြေးရောက်လေဧကန်သာကြောက်စရာကြီးနော်အဲ့ဒီဒေါသမဖြစ်အောင်ခုတည်းတခြားလို့ရမှာလားအသေးပြင်ရမှာလားဒီကနေ့ဘုန်းတို့တရားဟောနေတာတရားထုတ်နေတာအသေးပြင်နေတာလေအဲ့ဒီလိုသေခြင်းကိုတခါတည်းမှကြောက်စရာမဟုတ်စိန်ခေါ်လိုက်အချိန်မြင့်လာကြတာဟိနော်အဲ့သေခြင်းကိုစိန်ခေါ်နိုင်ရောတခြားအာကိုရမလားဝိပဿနာအာကိုရမလားဝိပဿနာဆိုတာတခါတည်းမှဒီမချိမသက်သေမျိုးပေါ့အမလေးပါလေးဟောတဲ့ဒုက္ခဝေဒနာနဲ့အနေစာရှုရဉဏ်ကမေဃဒုက္ခဝေဒနာလည်းအနေစာရှုရဉဏ်ကမေဃသောမနတဝေဒနာလည်းအနေစာရှုရဉဏ်ကအဘာဝေဒနာလာလာအနေစာရှုရဉဏ်ကအဲ့တော့ဘုရားဒီခါဓမ္မတွေဝေဒနာလာတိုင်းဘာအမြတ်ထွက်တာလဲမဲဘာအမြတ်ထွက်လဲအဲ့ဒီမဲ့နဲ့သေခြင်းတဲ့ချင်းသေလိုက်နာယထာဒီစိုက်နတ်ဘုံနန်းနေတဲ့တခါဓမ္မတွေဟောစုရုလာကြိုးကြီးရတယ်လူပြုံးပြီးတော့တခါဓမ္မတွေမသွားဘူးလားနောက်ကျေးဇူးဆရာတို့ပြသေတာတောင်မှပဲရိုးမဟုတ်ကပြုံးပြီးသေရတယ်ဆိုတာအဲ့ဒီလူခုတည်းပြင်ဆင်ထားဖို့မရှိဘဲနဲ့တနေ့လဲစာရင်နေဝေးကြမ်းမိုင်တိုင်းသမီးစီဝိုင်းလူမွေးဒီလုံငါမလုံးမပြည့်ဒီငါမရှိမဖြစ်ဘူးဆိုတဲ့ပုံကိုသစ္စာတရားကိုဦးစားမပေးခဲ့လို့နေဖြက်ကလေးသေလဲသေဟောဖြစ်ပေါ်တဲ့ဝေဒနာကတရားဓမ္မတွေညာပါမလားတကယ်အရေးတကယ်ဘေးဘယ်သွေးဘယ်သားမကဲနိုင်ဆိုလိုက်စမ်းပါဘယ်သူမှမငယ်ဘူးနော်ကိုဖြစ်ကိုခံတော့အဲ့လိုဖြစ်လာပြီဆိုအာကိုရသည်ပါတယ်လေတရားပဲမိဘဒီအာကိုလာမလားမရဘူးနော်မိရီဖာရီဆွေတွေမျိုးတွေဘလို့မအားလို့မရဘူးနော်ဒါကြောင့်မလို့မိဘလင်သားများများဆွေညာအာကိုရလားစဉ်းစားကြည့်ပါသေမင်းယံကဟာမတားနိုင်ပါမြတ်တရားအာထအစစ်ပါတဲ့ဘယ်သူမှအာကိုလို့မရဘူးပရိသတ်ကြီးဒါလေးလက်ဆောင်ပေးမှလိုက်ဆိုမိဘလင်သားများပြားဆွေညာအာကိုရလားစဉ်းစားကြည့်ပါသေမင်းယံကဟာမတားနိုင်ပါမြတ်တရားအာထအစစ်ပါမိဘလင်သားများပြားဆွေညာအာကိုရလားစဉ်းစားကြည့်ပါသေမင်းယံကဟာမတားနိုင်ပါမြတ်တရားအာထအစစ်ပါဘာအာကိုကြမလဲအေးတရားအာမကိုပဲတခြားအာကိုမြင့်ယနေ့တထေကြီးသိရင်အဲ့ဒီဘဝနေလွတ်အောင်နော်တရားတန်လေးအာကိုကြပါလို့တိုက်တွန်းရင်းနဲ့ဒီလောက်နဲ့နေကုန်းချုပ်ပြီးကဲစတော်မြတ်တာပို့လိုက်ကြနော်အလုံးလိုက်ဆိုတတ္တလောကထလူနာမြမတွေမြတ်ဖရာဤတရားစစ်တွေရိုသေလေးစားကျင်အားဟာပိုးစေနိဗ္ဗာန်စံမြတ်နိုင်ပါစေလောဘဒေါသမောဟထိဝေဣမေသုံးပါကြည်မဗလေနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွေကဘာတိသမြထွန်းပါနိုင်ပါစေအလုံးသောတရားဓမ္မအပေါင်းသူတော်ကောင်းတို့အကဲ့သို့ဓမ္မဒေသနာဆရာမြေဟောပေါ်ညွှန်ကြားဓမ္မဒနာကောင်းမှုကုသိုလ်ကစေတနာနှင့်တကွဒုတိယဒေသနာတို့ကိုယူဆစွာဖြင့်နာဂမတရတဲ့ကောင်းမှုပေါင်းစုတို့ကြောင့်မွေးနေ့ရှင်
ဒေါက်တာအရှင်ဝိမလဇိုတိတို့အာလုံးသောတပိဒါယကဒါယကမများယန္တကယမကြောင်းတကကြောင်းမဆွမ်းတကဆွမ်းမပစ္စည်းလိပတကာဓမ္မတွေဆက်သာသမီးတို့9ရက်သားပြီးပေါင်းတို့မှာဘေးဗျာဝေကွာ၍ကိုယ်စိတ်နှပြကြမ်းမှချမ်းသာစွာဖြင့်မဉ္ဇဉ်ဘုညာနိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေဟုသောပထနာစုပြု၍ဝမ်းမြောက်နှုမောသာဓုတံမြဲမြံခေါ်လိုက်ကြပြီတော့သာဓုသာဓု